ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဝီတို့ရဲ့ Clover Audiobook Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီ Channel ကတော့စိတ်ဝင်စားစရာကောင်းတဲ့ရသစာအုပ်ကောင်းများစွာကိုတင်ဆက်ပေးမယ့် Channel လေးပဲဖြစ်ပါတယ်။ဒီနေ့မှာဝီတင်ဆက်ပေးခြင်းတဲ့စာအုပ်လေးကတော့ဂျာနေကျော်မမလေးရဲ့တွေးတစိမ့်စိမ့်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။တွေးတစိမ့်စိမ့်ဒေါ်သိမ့်မိသည့်တက်မကြီးကိုချလိုက်သည်။သူရင်တဲ၌တက်တာရလေးရလုံညာဟင်းကနေတက်ပြင်းကြီးချလိုက်ရာရင်ထဲ၌ကမောနေလေ၏မလုံချင်မရှားချင်အောင်ဖြစ်နေသောချိန်လက်တို့ကိုယခုမှပဲအနာပေးရသည်ဒေါ်သိမ့်မိသည်ပလက်ကလထိုင်ပေါ်၌ခြေပြက်လက်ပြက်ကြီးထိုင်ကဟင်းချလိုက်ပြီးမောရပုံမှာညစဉ်ညတိုင်းဖြစ်တော်၏ရင်ထဲ၌ဖုန်လိုက်မောနေရင်ဒီကနေ့အမောဆုံးပဲလို့မှတ်ချသည်အိမ်တွင်ရေမရှိခြင်းနေ့လေကလမ်းထောင်းကပုံဖိုင်မှတန်စီကြီးနှလုံးပြောင်ရေးဆွဲထင်ရ၍ခြေကုံလက်ပန်းကျခဲ့သည်ရေတဲပြီးအဝေဟောင်းနှင့်တပုံကြီးထိုင်လျှော်သည်အဝိတီကိုကျိုးရမ်း၌ရေတွက်နှင့်လှမ်းသွားလေရာ85နှစ်ရှိ၍ဟိုက်သွားတော်သည်ပလက်ကလထိုင်ပေါ်၌ဒေါ်သိမ့်မိ၏ကောင်းသည်ဘဲပြန်ညာပြန်လူးနေလေသည်အသက်ကိုမချိမဆန့်ရှူနေရကစိတ်ထဲ၌အတော်မသက်ချိန်ကြီးလျက်ရှိနေသည်ဒီတဲ့ရွယ်ကြီးရောက်မှငါလောက်ဒုက္ခကြီးတာမျိုးရှိသေးရဲ့လားဒေါ်သိမ့်မိ၏အသက်မှာ62နှစ်ဖြစ်သည်သူဒုက္ခကတနေ့လုံးနေထွက်မှနေဝင်ဖေမချနိုင်အောင်နားကွက်မရှိဘဲထမ်းရွက်ရသောအိမ်တောက်တာဝန်ကြီးဖြစ်လေသည်နနက်4 နာရီ၌အိယာမထလာကမိဖို့တဲ့သူတန်းဝင်သွားလေ၏မိမွေရင်တွေကိုတဲပြီးတာနဲ့မျက်နှာသစ်သောတဘိုးတပါသွားသောကိစ္စများကိုခတ်တုတ်လွန်ရသည်အပူတွန့်နေနှင့်ပူဆူးမှညကဆုတ်ထားကြသောနိုပလင်းတွေကိုစေကြောရင်ကိုရွှေသမက်ကတကောင်ကျော်မှအိမ်ပြန်ကညစာစားထားသောထမင်းဟင်းပကံအပေရီများကိုဆက်လက်စေကြောသိမ့်စီလျက်ရင်နွေးအိုးချထမင်းကိုကောက်စင်းလေသည်တိမ်လုံးအတွက်ကော်ဖီပြောရ၏ကော်ဖီပကံလုံးကိုဘဲဘက်လက်ကကင်မုတ်တော့ကညာလက်ကငရုတ်သီးထောင်းလေ၏ထမင်းကိုမီးဖို့ပေါ်မှာမချသေးသည့်အချိန်တော်တွင်ငရုတ်သီးတဆုံထောင်းစွန်းတော်ပန်းဖြင့်ကလေးငယ်များထားကြလင်တောက်ကြရန်နိုပလင်းများဖြောထည့်ပြီးမှထမင်းကိုချနှက်ခဲ့ကသမီးအိမ်နေသောအခန်းဝမှအတန်ပြုလျက်နက်နက်စည်းသို့တုတ်ချီတင်ပြေးသွားလေ၏နနက်8 နာရီ၌ကျောင်းတက်ကြမည်အပအမနှင့်အပုတို့ကိုကျောင်းရောက်လိုက်ပို့ရမည်ဖြစ်သောကြောင့်ဈေးကအပြန်မိဖို့တင်၌တည်ရင်ရှင်ရင်ချက်ပြုတ်ပြီးကလေးတွေကိုထမင်းကျွေးရလေ၏ကျောင်းသွားမိကလေး3 ယောက်အနက်အငယ်2 ယောက်ဖြစ်သည့်အမနှင့်အပုကိုလက်ဆွဲကကျောင်းချိန်မီအောင်ပြေးပို့ပြီးနောက်အိမ်သို့တုတ်ဖြောက်ပြန်ကတမတ်ရုံးတက်မိထမင်းပြင်ကျွေးရသည်ဒေါ်သိမ့်မိတမတ်မောင်မြဦးသည်ရုံးစည်းကြီးဖြစ်သည်9 နာရီတိတိရုံးရအောင်သွားရသည်ဒေါ်သိမ့်မိသမီးမအေးလာမှာအိမ်အောင်ကြပြီးမှကောင်းကောင်းကျမ်းမာသည်မရှိမကျမ်းမာသည်အတွင်းကပင်တနေ့ကလေးတယောက်မွေးကတနေ့ရွှေတနေ့ငွေနဲ့ချီနဲ့ဖြစ်နေလေသည်ကိုဝင်လေးလာနဲ့ခြေထောက်များဖုံးရောက်နေလျက်ခြေမထောက်နိုင်ပဲအိမ်ရတဲ့လဲနေသည်မှာတလလောက်ရှိလေပြီမနက်မိုးလေးအိမ်တာဝန်ကတပံနှုတ်ဆုကလေးတွေတာဝန်ကတပံကျောင်းသားကိစ္စရုံးသမားကိစ္စသမီးလူမမပြုစုသည့်ကိစ္စစသည်ကိစ္စတို့တွင်ကျင်လဲနေသည်7 နာရီထိုးလေကလေးတွေကိုတွားကြိုရန်ကျောင်းသို့ပြေးရပြန်လေသည်အိမ်၌ရေမရခြင်းကပုံမှုဒုက္ခကြီးပေသည်လမ်းတောင်မိသက်ပိုက်ရှိကိုလက်ဆွဲတံပုံနှင့်တနေ့ကင်းလုံးဆွဲတင်ရသည်သမီးအဝတ်တမတ်အဝတ်ကလေးတွေသေးဝင်နှင့်ချေးဝင်များပါမကြမ်းဟောင်းရှိသမျှကျုံးလျှော်ရလေ၏အဝတ်လျှော်နေရင်တပတ်မှထလုပ်ပေးရသောအလုံများမှာအလုံမျိုးစုံသွားလေသည်လူဘူးဖြော်ပကက်လွယ်ကလေးနောက်ဖေးကြုံလူမမအနာလေမကြခဏသွားလို့ပေးနေပုံတို့သည်အဝတ်လျှော်ရင်မှထမင်းရည်ဆူကြီးနှင့်ဖြစ်လေသည်အိမ်တွင်အဖော်ကူတယောက်မှမရှိပဲအဝတ်လျှော်ရင်အလူမျိုးစုံထလုပ်နေရလျက်ဖက်စားနေရှာသည်အဝတ်လျှော်ပြီးမှကြပြကြရရေချိုးကနေဆောင်သွားရင်မိဖို့တဲ့သူဝင်သွားပြန်သည်ထမင်းချက်ရင်ပြုတ်ရင်တစ်ဖက်ဖြင့်ရသည့်အချိန်ကိုလူလျက်အိမ်ရှိတွင်တမျက်စင်းလဲသည်ကလေးတွေတယောက်ပြီးတယောက်ရေချိုးပေးကတနခါသွေးလိမ့်ပေးရသည်နိုင်အချိန်နှင့်နိုးဘူးဖြော်ရပြန်၏ကလေးပခတ်လွယ်သိရပြန်သည်ထမင်းဥစုကြနေ၍မိဖို့တဲ့သူပြေးဝင်ပြန်ကဇဲဆက်တလို့သူ့လုံနေသောအလုံများသည်တလုံပြီးမှတလုံမဟုတ်တော့ပဲတာပနာဘောင်းဆောင်အကုန်လုံးသိန်းကျုံရှောက်လို့သွားသည်မှာနေဝင်မိုးချုပ်သည်ထိဖင်မချရခြင်းဒေါ်သိမ့်မိသည်ည7 နာရီထိုးမှပလက်ကလထိုင်ပေါ်အနားယူထိုင်နေသည်နေထွက်ကနေဝင်မိုးချုပ်ည10 နာရီထိတလုံးလုံးဖြင့်တစ်ခုပြီးတစ်ခုမျိုးစုံအောင်လောက်ကင်နေရသည်မှာအသက်ထွက်မတတ်ဖြစ်လေသည်
ဘူးစုကလေး6ယောက်စလုံးအိတ်ကုံကြတော့မှပလက်ကလထိုင်ပေါ်၌ပြစ်ချကချိန်မသေးခြင်းလက်မသေးခြင်းဖြင့်အမောကြီးမောတော်လေသည်လက်မောင်းနှစ်ဖက်လုံးစစ်နဲ့ကြိုက်ခဲလာလေသည်ခါကလည်းနာ၏ဒုကလည်းနာ၏တနေ့လုံးမနာရပဲလှုပ်နဲ့လောက်ကင်နေရ၍ပင်မလာသည့်တန်မြောင်ရှုံအောင်စောကြကုန်သောဘူးစုခီယူတို့အော်ရဟင်ရပြုံးရဆွေရဆွဲရလွှဲရသည်များကမောတကမောဆုံးဖြစ်နေလေ၏ဒေါ်သိမ့်မိသည်တနေ့လုံးလူရောတန်ရောတောင်းတင်မောင်းတင်ထားသည်များညဘက်ကလထိုင်ပေါ်ရောက်သွားလင်ပျော့ကျသွားလေသည်မောလွန်၍အသက်ကိုမဝတဝရှူနေစဉ်အိတ်ခမ်းထဲမှပေါင်ကပ်ရင်ညှိတွားနေသောမတ်အေးလာ၏အတန်ကိုနားဆွင့်လိုက်သည်ရင်တွဲကတ်ထားရင်လာလို့ကြားလာအောင်သူ့အတန်ကိုချစ်ချုပ်ညှစ်လိုက်ကလှမ်းပြောလိုက်သည်မအေးလာသည်ညင်းနေရင်မှမိခင်၏အတန်ကိုကြားရ၍အငင်းရက်လိုက်ကအန်ကျိတ်လျက်နားဆွင့်လိုက်သည်ဒေါ်သိမ့်မိအတန်မှာတောင်ထိပ်ပေါ်သို့အယောင်အမောဆိုးနေသောအတန်မျိုးဖြင့်စကားပြောနေတကယ်တော့စကားတန်သည်လေလေးဆက်ပြက်လျက်တုံအပ်နေကအတန်ပြက်နေသည်ကိုတွေ့ရသည်မအေးလာသည်အငင်းရက်လိုက်သည်ဟုတ်ကဲ့ကတ်ထားပါနဲ့အမေလို့လှမ်းအောင်ပြောလိုက်၏ထို့နောက်မျက်နှာနှင့်ခေါင်းဖြစ်ကက်လိုက်ကအတန်မထွက်ပဲအာရပါရချုံပွဲချရင်ငိုနေလေသည်ဒေါ်သိမ့်မိသည်ပက်လက်ကလထိုင်အနီးတစ်ဝိုက်၌တဝီဝီပြန်တန်းနေကုန်သောချင့်တန်များကိုချက်သီးမွေးညင်းထမိလေသည်လက်နှစ်ဖက်စလုံးမမြောက်မသေးခြင်းတွေကချင်းကလာ၍စကနေကိုက်လိုက်ရင်တော်တနန်ကြိတ်မိတ်ခံတွေကမျက်နှာကိုရှုံတွနေလေ၏သွားလေး9ချောင်းသာရှိသောသူ့မျက်နှာသည်ချင်းကိုက်၍စကနေဖြစ်သွားလေဂုံလေး၏အဖျားအစာကိုလုံကြီးစုချီထားတဲ့ကဲ့သို့ပင်မျက်နှာပုံပန်းပြောက်လျက်မျက်နှာနှာခေါင်းပါးစပ်ဟုသည်၍ရှုံခွဝင်သွားကတွန့်ဆုသွားလေ၏အိမ်ရှိတကားပိတ်ထားသဖြင့်အိမ်ရှိကမ်းမှလေးလုံးနေလေသည်အိမ်မှာဝေးကကြည့်လင်လှလောင်ရင်ကလေးနှင့်တူသည်အိမ်နှဆောင်ကြားထဲ၌ကက်တီးကက်တန်ညက်နေသောတထက်ပြင်းထောင်အင်္ဂလိပ်ဖြစ်သည်အိမ်မျက်နှာစာ၌လူဝင်လူထွက်တကားမကြီးတစ်ပေါက်သားရှိသည်နှစ်ဖက်အိမ်နှင့်ညက်နေကဘေးပြတင်းပေါက်များမရှိသည်အိမ်ရှိတကားဖွင့်မှသာအလင်းရောင်ဝင်လာသည်ဒေါ်သိမ့်မိသည်မောဖြင့်ဇောချွေးကြီးထွက်လာလျက်နှစ်ဖူးပေါ်တွင်ချွေသည်ချွေးပေါက်များတည်နေလေသည်အိမ်ရှိခန်းကလေးထဲတွင်နှစ်ယောက်အိမ်ပိတ်ချင်အောင်ကြီး၌ကလေးများကိုစုပြုံတိတ်ထားလေ၏ပိတ်ချင်အောင်ကြီးပင်၌တယောက်အိမ်စားချင်အောင်ကလေးတစ်လုံးထောင်ထားသည်စားချင်အောင်လေးမှာကျိုးစာ3ဘက်သာချီထားသေးသည်တမတ်ပြန်လာပြီးတကားပြန်ပိတ်ပြီးမှကျိုးစာကိုတကားမ၌ချီထားမည်ဖြစ်သည်စားချင်အောင်ကလေး၌လေးဘက်ထောင်ရွှဲရှိသည့်ကလေးငယ်ဆုံးပူတူးမကလေးကိုတိတ်ထားသည်ပိတ်ချင်အောင်ထဲမှာကလေး9ယောက်သည်အိုင်လုံးပူလွန်လာ၍လှိမ့်ကန်နေကြသည်ဒေါ်သိမ့်မိသည်လှိမ့်တန်ကန်တန်ကြားလင်ခေါင်းကြီးသွားသည်တော်နဲ့အသက်မရှူနိုင်ပဲစုတ်သက်ခါအတန်ပေးနေချေသည်ချင်းထောင်ထဲ၌ကလေးနိုးလင်နောက်ထပ်9ယောက်ကလိုက်ပါနိုးတက်ကြသည်အချိန်မတော်ကြီးနိုးကြငိုကြကောက်ကြလင်ချောမရမော့မရနဲ့စူညာကုန်ကြသည်ဒေါ်သိမ့်မိမှာကလေးတွေနိုးလင်ဖေမနိုင်ကောင်းမနိုင်ဖြင့်ဒုက္ခရောက်လွန်၍ချင်းထောင်ထဲမှလှိမ့်တန်ကန်တန်ကြားတိုင်းအသက်ရှူမှားသွားကထိတ်ပြဖြစ်သွားလေ၏ညင်သည်ညနေပိုင်းသို့ချင်းနှင်းဝင်လာလေသည်အိမ်ရှိလမ်းပေါ်၌အတန်ပလံများသည်တဆဆဲသွားလေသည်ဒေါ်သိမ့်မိသည်မျက်လုံးများလေးလံလာကငိုက်မြည်လာလေသည်အိတ်ချင်းလျက်လည်းမအိမ်ရချင်းမအေးလာမမကလေးကတမတ်ပြန်လာလင်တကားခောက်ကအသင့်ဖွင့်ပေးနိုင်ရန်ထိုင်ဆောင်နေရသည်အိပ်ပျော်နေမိ၏တကားကိုနာခောက်ပါကကလေးနှင့်နိုးခုံမှဆိုရသည်မောင်မြောင်သည်ရောက်ခမဒေါ်သိမ့်မိကစကားမပြောဘဲနေတာကြပြီဖြစ်၍အချိန်မတော်ညနေမှပြန်လာလင်အတန်မပြူပဲတကားကိုသာတွင်ကြီးခေါင်နေလေသည်ဒေါ်သိမ့်မိသည်လေးလံကျလာသောမျက်ခုံတို့ကိုအတင်းပင်မလျက်မျက်လုံးမပိန်အောင်ဖွင့်ထားလေသည်ခဏသာပင့်ထားနိုင်သည်ပြုတ်ကနေပြန်ကျလာပြန်၍မတင်ဖွင့်ရပြန်သည်ခုနေများခြေနှောင်းထဲဝင်အိတ်ဟာရင်နှစ်ချိုက်ကြီးအိပ်ပျော်သွားမှာပဲလို့စဉ်းစားမိလိုက်သေးသည်ဒီလိုသွားပြီးစဉ်းစားလိုက်မိသည်နှင့်တပြိုင်နက်ရင်ထဲတွင်တဖြည်းဖြည်းနာလာလေ၏မင်းငိုက်နေသောမျက်လုံးများ၌မျက်ရည်စာများသည်စိတ်ယိုကျလာလေသည်ငိုက်မြည်နေသောမျက်လုံးတို့သည်မျက်ရည်စာတို့ဖြင့်ဆွတ်လာသောအခါတဖြည်းဖြည်းမျက်လုံးကျလာလေသည်ချင်းကောင်များသည်ဖွဲနှင့်စုပ်ပတ်လိုက်ပြီးတကဲ့သို့ညက်နက်လေးများလေးဖြစ်သည်ချင်းကိုက်လုံး၍တကူလုံးပူထူလာလေသည်လေးလံကိုက်ခဲနေသောလက်နှစ်ဖက်သည်အငြိမ်နေရသည်မရှိချင်းပုတ်လိုက်မျက်ရည်တုံလိုက်တကူလုံးဟိုကုတ်တီးကုတ်ဖြင့်လှုပ်ခါဖြစ်နေပြန်၏ဒေါ်သိမ့်မိသည်တစ်ချိန်ထက်တစ်ချိန်တီးမခံနိုင်အောင်ဖြစ်လာသည်
ရင်ထဲ၌ကြိတ်မနိုင်ခဲမရဖြစ်လာလျက်ရေရွတ်နေပြန်လေ၏မယားမမနေတာတော့မှညာတဲ့အကောင်ဒင်းမြက်ခွက်ကိုမြင်နေရတော့ဝစ်ကြီးတာမျိုးများရှိသေးရဲ့လားဒေါ်သိန်းကြီးနှထင်ကြောကြီးများသည်အပြိုင်ပြိုင်ထောင်ထားလာသည်အန်ကိုကြိတ်ထား၏မျက်ရည်ပေါက်ကြီးများတပေါက်ပြီးတပေါက်လိမ့်ကျလာသောအကြားမှာတရေရေပေါ်လာသောမောင်မြောင်ဦး၏မျက်ခွက်ကိုစိုက်လျက်ကြည့်နေလေသည်မောင်မြောင်ဦး၏မျက်နှာသည်မခုတ်တက်သောကြောင်ကလေးလိုရိုးပုံရိုးပန်းရှိသောမျက်နှာမျိုးဖြစ်သည်မျက်နှာသွဲ့သွဲ့အသားဖြူဖြူနှာရံပေါ်သည်မျက်လုံးကြည့်ဆိုင်လျက်မျက်လုံးအောက်ချအနေများသည်နှကန်းပါပါဖြင့်စကားလွန်နေသောလူရိုးလူ၏ရုပ်လက္ခဏာမျိုးဖြစ်သည်မောင်မြောင်ဦးနှင့်မအေးလာကိုလက်ထပ်ပေးစားခဲ့သောအကြောင်းတွေတွင်လူရိုးလူ၏ဟုသောအချက်ကိုအဓိကထား၍ကိုယ်စိတ်ကြိုက်ရှာဖွေပေးစားလိုက်ခြင်းဖြစ်သည်ဒေါ်သိန်းမီသည်တူရီသောသမီးကလေးမအေးလာကိုလင်ပေးစားဖို့ရွေးလိုက်ရသည်မှာလင်မယားချင်းသဘောချင်းကွဲလွဲတာကြီးဖြစ်သည်ဒေါ်သိန်းမီခင်မုံဦးအေးမောင်မှာမော်လမြိုင်မြို့ပေါ်မှာပွဲစားကြီးဖြစ်၍လူချစ်လူခင်ပေါ်များလာသည်တူရီသောသမီးကိုမြို့ဝင်တောင်းနှင့်ပေးစားလိုသည်လူပြိုမြို့အောင်ဝင်းတောက်ကလေးဆိုလျှင်ရင်းနှီးအောင်မိဖွဲကအိမ်တို့ဖိတ်ကိုထမင်းကျွေလျက်ဘယ်နဲ့လဲမေးကြီးလို့မယားကိုတိတ်တိတ်ကြိတ်နေတတ်သည်ဖြစ်ပါဦးဖေကြီးရဲ့သမီးကလေးမင်းကတော့စိုးကတော့ဖြစ်တာတော့ဟုတ်ပါရဲ့ရှင်တော်တော်ကြတော့မျက်ရည်နဲ့ဒူးနဲ့တုံနေရပါလိမ့်မယ်ရိုးရိုးအေးအေးဟာမျိုးရှာပါဦးအေးမောင်သဘောတူသောတမန်လောင်နေတူပြီးတူပေါ်လာကြသည်ဒေါ်သိမ့်မိညင်းပယ်တာကြီးဖြစ်၍ဒေါ်သိမ့်မိအလိုကြမလွန်ဆန်မေအလျှော့ပေးရသည်ဒေါ်သိမ့်မိသည်တူရီသောသမီးကိုအရေးတကြီးကြီးဖြင့်မခိုင်းရမစေရန်ရွှေပေါ်မြတင်ထားခဲ့လေသည်ဒေါ်သိမ့်မိပါဇက်ပြားတွင်သမီးကိုစမ်းတင်လျက်နေ၏သမီးလေးကကြီးကြီးကျယ်ကျယ်ဘဲစကားမျိုးပြောပြန်သည်ဘဲပုံစံမျိုးထိုးပြန်သည်ဘယ်လိုအစင်မဝစ်သည်ဘယ်လိုဟာမစားသည်ဘယ်လိုလိမ္မာသည်စသည်အပြင်အမောတင်၍ပြောရသည်မှာမောအခေ၍သမီးလေးအကြောင်းပြောရအောင်ပြောစရာလူမရှိလင်မဟိလအဖေကိုမြင်မြင်ရှက်ရှက်ပြောနေတန်လေသည်ကို့သမီးအရွယ်နဲ့မလိုက်ဘူးအေတူသမီးကလေးလိုချီကျူးနေသည့်နေ့ကဆောင်၍အချိန်ရှိသူ၍အနားမှတတွတ်တွတ်တဖွာဖွာတွန်တင်ဆုံးမလက်ထပ်ပြတာခဲ့လေသည်မဟိလအရွယ်ကလေးရောက်လာသည်နှင့်တပြိုင်နက်တဆွေလုံးတစ်မျိုးလုံးကမင်းနဲ့သမီးတကြောလေးပဲလို့မှတ်ချက်ချကြလေသည်စကားပြောတဲ့လီကိုကဟိုးတာဝရင်သာတက်ပြောတာမျက်လုံးကိုမဖွင့်ဘူးအရွယ်နဲ့မလိုက်ဘူးသူကသူအပြုံကြီးကြနေတာပဲကွယ်ရတွင်ဆွေမျိုးများကအတင်းစုပြောကြပုံကိုတဆင့်ပြန်ကြားသိရသည့်အခါ၌ဒေါ်သိမ့်မိသည်အတိုင်းမသိအားရကျဉ်းနေခဲ့လေသည်ကျုပ်သမီးလေးငယ်သားငယ်လူကြီးကလေးပါပဲတဲ့လိမ့်ပါတယ်သူ့အိုးသူ့အိမ်တော်များဆိုရင်စိတ်ချပြီကျုပ်တော့ရှင့်လိုလူရိုးလူအေးနေမှာပဲပေးစားမယ်ဒေါ်သိမ့်မိသည်ဦးအေးမောင်ကိုလူရိုးလူအေးဟုသောဂုံပုတ်ဖြင့်လက်ထပ်ခဲ့လေသည်ဦးအေးမောင်နှင့်အကြောင်းပါခဲ့ကြပြီးနောက်သူ့ထားရနှင့်သူပြောသလိုဖြင့်သူ့လက်သူ့ချေအရာခတ်သိမ်းသူ့သဘောကြီးလုံနိုင်ခဲ့၍မဟိလကိုလည်းဒီလူရိုးလူအေးမျိုးနဲ့သာရွေးရှာပေးစားခြင်းသည်ဒေါ်သိမ့်မိသည်တမင်းနှင့်ပေးစားရန်တိသမျှကျွမ်းသမျှနိဆက်သမျှထဲမှယနီးရဝေးရှိလူရိုးလူအေးကိုပိုက်စိတ်တိုင်ရှာဖွေခဲ့လေသည်ထောင်လန်းရှာဖွေရသည့်အထက်မှာလက်ရွေးစင်စိတ်ကြိုင်မဟိလထားရနေမည်မောင်မြောင်ကိုရွေးချယ်လိုက်ကပေးစားခဲ့လေသည်မောင်မြောင်ဘက်၌အဖေမရှိအမေဦးကြီးသာရှိသည်တူရီသောသားဖြစ်သည်ခေပညာအိုင်ရင်အောင်သည်အထက်တန်းစည်းမှစည်ရေးကြီးတက်ကညမကြမီရုံးဝင်တောက်ဖြစ်ရန်အလားနာများစွာရှိသူဖြစ်သည်ရန်ကုန်၌အိမ်ပိုင်တစ်လုံးရှိသည်အပေါ်ထက်နေ၍အောက်ထပ်ငှားထားသည်ဒီရချင်းဒီလားလာတွေထက်တနေ့လုံးနေ၍စကားတစ်ခုမှမပြောတော့လူရိုးလူအေးဟုသောအရေးချင်းကိုရှေ့တန်းတင်ကသမီးလေးနှင့်လက်ထပ်ပေးစားခဲ့ခြင်းဖြစ်လေသည်ဒေါ်သိမ့်မိသည်မျက်ရည်ပေါက်ကြီးများစီးကျနေသောအကြားမှာတရေရေမြင်နေရသောမောင်မြောင်ဦး၏ရုပ်တွင်ကိုတွေးဆိုင်လျက်ကြည့်နေရင်မကြည်ဝုံဝုံဖြင့်မချင်မရဲဖြစ်လာလေကစိတ်ထဲ၌ကြောင်ချောက်ချားဖြစ်လာလေသည်စိတ်ထဲ၌ကြောင်ချောက်ချားဖြစ်လာလေတရေရေမြင်နေရသောမောင်မြောင်ဦးသည်တဖြည်းဖြည်းရုပ်ပြောင်းသွားသည်ခေါင်းဖြူဖြူနှကမ်းမွေးဖြူဖြူမျက်နှာထားတင်းတင်းကြီးနှင့်မဲတော်မန်းတော်မီပုံမျိုးရုပ်ပြောင်းသွားသောအခါ၌ဒေါ်သိမ့်မိသည်ရှင်ထဲ၌တဆက်ဆက်ခုန်လာတော့သည်ရုပ်ပြောင်းသွားသောတံတန်းကိုပြူးဆိုင်ကြည့်လျက်ကပင်အော်ဟိဝေသာငိုလျက်ခြင်း၏အော်ဟိဝေသာရန်တွေးလိုက်ခြင်း၏မောင်မြောင်ဦးနေရာ၌အစားဝင်လာသောခေါင်းဖြူကြီးဦးဝင်းမောင်ကိုစိတ်ရှိလက်ရှိစုပ်ချေပြစ်လိုက်ခြင်းကမထိန်နိုင်မသိမ့်နိုင်သောတုံလုံးခြောက်ချားလာလေတော့သည်ဒေါ်သိမ့်မိသည်သူ့စိတ်သူထိမရသိမ့်မရဖြစ်လာသောခါတိုင်းသူ့ဆက်ကြောင်းကိုပြန်ပြောင်း၍တွေးတည်သားသည်သူ့ဆက်ကြောင်းကိုလှန်ချင်ရာကစ၍လန့်က
တွေးကြည့်အောင်ကိုတစိမ့်စိမ့်ပြန်လာကတွေးကြည့်နေတော့သည်မအီလာသည်လက်ထပ်ပြီးတပတ်နေကရန်ကုန်သို့လိုက်ခဲ့ရ၏အိမ်နှင့်ခွဲခဲ့ရ၍ကြံရစ်ခဲ့သောအဖေကိုသာလွမ်းမိစုလွမ်းစီရရှိသည်အိမ်ကိုတော့လွန်လာသည်မဟုတ်အမေနှင့်နေသောအိမ်နှင့်ခင်မောတဲ့နှင့်အတူလာနေသောအိမ်မှာဘယ်နေရာမှထူးလာသည်မရှိအိမ်နေစဉ်ကအမေအုတ်ထင်းချဲလဲပြုတ်ပြင်းမွမ်းမံတယ်လို့ယခုရန်ကုန်အိမ်၌လည်းအမေပင်အုတ်ထင်းချဲလဲပြုတ်ပြင်းမွမ်းမံလျက်ရှိသဖြင့်အိမ်နေ၏အငွေတန်မှာအငွေတက်တက်ထဲထွက်နေပေသည်ဖေးကြီးတော့သမီးလေးကိုကြုတ်လိုက်ပို့အောင်မအစားစားရရအကုန်လုံးနေရာချပေးခဲ့ပြီးအသားတီတော့မှကြုတ်ပြန်ခဲ့မယ်ကြုတ်စိတ်မချဘူးဒေါ်သိမ်းမိသည်လက်ထပ်ပြီးသမီးနှင့်တမတ်ကိုရန်ကုန်သို့လိုက်ပို့သည်ရန်ကုန်သို့ရောက်လေအိမ်ကိုသူ့လက်တွင်းထဲရောက်အောင်တပတ်အတွင်းသိမ်းယူလိုက်လေ၏မောင်မြောင်မိမှာပန်းနာတဲ့ကြီးဖြစ်သည်အိမ်တော်ဝင်အိမ်လုပ်ငန်းဟူသည်၍နေရာတကာတိုင်း၍အမကြီးအသားနေစံကျမလုပ်ပါမယ်အေးနေစမ်းပါလို့ဝင်မလာရအောင်အတင်းထိုင်ခိုင်းသည်နေရာတကာကြီးဒေါ်သိမ်းမိကြီးရှိကစီမံဆောင်ရွက်လုပ်ကင်သွားခြင်းဖြင့်9 ရက်တွင်တမတ်အိမ်မှာသူ့အိမ်ပကတိဖြစ်သွားလေသည်သမီးအမေလှုပ်တာတွေကြည်ထားအမေပြန်သွားရင်အမေလှုပ်တယ်လို့ကင်တယ်လို့ကြားလားကိုလက်ကိုချိတ်အကုန်ဖြစ်အောင်လှုပ်ထားရတယ်ညီရောက်ခမကိုအသာထိုင်နေပါစေဘာမစိုးကိုကအရှင်ကိုကဦးအောင်ကြားရင်လားအဲ့ဒီတော့မှနောက်ကြရင်ဘာမစိုးကိုပြီးမှပြီးရမယ်နားလေလားအဲ့ဒါလို့မှတ်ထားနော်ဒေါ်သိမ်းမိသည်ဇဲဆက်တယ်လို့ရှိကရှောက်လို့သွားရင်သမီးကိုတွတ်ထိုးတင်ပြပြောပြနေလေသည်ဘလို့တင်သူ့စိတ်ထဲ၌အာမရခြင်းဖြစ်နိုင်လေဒီအိမ်၌သမီးနှင့်အတူတူလာနေကသူကြီးပဲလှုပ်သွားခြင်းသည်လက်ထပ်ပြီးစသမီးလေးအတွက်အိမ်တော်ရေးကိစ္စအိမ်တော်ရေးကဏ္ဍအဝဝကိုဂဂနနတက်တည်နားလည်စေခြင်းသည်ထက်ချက်မကွာလက်ထပ်ပြပြီးမှအိမ်တော်သမှုသူသိမည်ဟုထင်နေသည်ကိုကရှေ့ကကြောင်းပြပြီးမှအိမ်တော်ရေးရကိုသမီးရိတ်စားမိမယ်လို့တွက်ထားသည်ထို့ကြောင့်တားပြန်လာပြီလားမောလာမှတ်တယ်မိမိစည်းဖြော်ရိတ်ကလေးဖြော်ထားတယ်ကွအင်ကြီးပါချွတ်ပြီးအေးလူလူနားတောင်းလိုက်သမီးရေညီကိုကိုဖြော်ရည်ယူခဲ့လေမအီလာပြောရမည့်စကားများကိုသူကကြီးစီးပြောပြနေသည်နေရာတကာသူကရှေ့เจ้าကြီးပြောနေပြီးနောက်တဲ့ခက်တယ်သမီးပဲမေကရှေ့ကတင်ပေးနေတယ်ဘဲခါဘဲစကားပြောရမယ်ဘဲကဘလို့ပြုရမယ်ဆိုတာတွေပြောပြလောက်ပြနေပြီပဲသမီးကလည်းလုံပြောမှပေါ့လို့နှစ်ယောက်တည်းကြည့်ရဆိုသည်မှန်သည့်အခါ၌မအီလာသည်ပုံပုံကလေးပြုံးနေလေသည်ညီဒီလိုပြုံးစစ်စစ်လုံနေလို့မဖြစ်ဘူးဒေါ်သိမ်းမီမှာမအီလာ၏ပြုံးစစ်စစ်ကိုစိတ်ထဲ၌အာမရခြင်းအာမရတိုင်းစတဲ့တပူးတို့ကအရာရာတိုင်းဝင်ပါလျက်ရှေ့ကကြီးလမ်းကြောင်းပြောနေလေ၏အမေပြောပြီးနေပြီပဲဟာကျမဘာပြောဖို့လိုသေးတယ်လဲလို့မအီလာကသူ့ကိုမှန်၍သူပြောစရာမလိုကြောင်းပြန်ရှင်းပြောပြသည်ဟဲ့လိုတယ်ဟဲ့ညီးနေရအမေဝင်ပြောနေရတာအမေနေရမှာမဟုတ်တာလိုတာပေါ့ဒေါ်သိမ့်မိသည်လိုတာပေါ့တာစုံနေလေသည်လိုရသမျှသူကြီးပင်စကန်သွားနေလေရမောင်မြောင်မှာတစတက်တစသူ့ဩစာညောင်းလာကဦးကျိုးလျက်တေတေဝဝက်ကလေးဖြစ်နေလေ၏ဦးအေးမောင်သည်လက်ထပ်ပြီးလိုက်တော့သူမယားကိုစာရေးခေါ်တော်လဲမယားရချင်းမျိုးမျိုးပေးနေက3-4 လကြာ၍လာပုံမပေါ်သဖြင့်ရန်ကုန်သို့လိုက်လာခဲ့ရသည်မင်းနဲ့ကွာငါနေစာရေးဒုက္ခရောက်တာများတစိတ်စဉ်းစားစမ်းပါအောင်ယထာဆိုင်ဆိုင်ချင်းပစ္စည်းမချခင်ဒေါ်သိမ့်မိကိုဥအောင်ပြစ်တင်လိုက်သည်ဒေါ်သိမ့်မိသည်စကနာထိုးလာရင်မျက်နှာပြက်ပုံမျိုးသူ့မျက်နှာကိုတိတိတတ်တာကြီးပြက်ပြထားလိုက်သည်စိတ်မကောင်းသောမျက်နှာဖြင့်စကားမပြောဘဲနေသည်ပစ္စည်းများကားပေါ်တင်၍ကားထွက်မှစကားပြန်ပြောလေသည်ဘူးဒီခရမ်းသည်ဆိုရင်ကျုပ်ရင်နဲ့ခွဲပြခြင်းမရဲ့ရှင်အတွက်ပူရတာကတမျိုးဒီမှာပူရတာကတမျိုးသားသမီးကချက်ချင်းရှိတော့မစားခြင်းမတောက်ခြင်းဖြစ်နေပြီအဲ့ရတဲ့လဲနေတာကြောက်ဘဲနဲ့လုပ်ပြီးပြစ်ထားခဲ့ရမှာလေဦးအေးမောင်မစိတ်မပြေသေးခြင်းတုံမှုသောမျက်နှာကြီးဖြင့်မရည်ချင်းရှိလိုက်လေသည်ဟုတ်တာပေါ့ကွာခုတော့သားသမီးရှိလို့တော်တော်ကြာကြတော့ကိုဝင်ရှင်းလို့တော်တော်ကြာကြတော့ကလေးမီးဖွားလို့သွေးနုသားနုလို့ကလေးငယ်သေးလို့တော်စမ်းမတော်ဒေါ်သိမ့်မိကအတင်းဝင်ပြောရင်တတောင်နဲ့တွန်းလိုက်လေသည်သမီးနေမကောင်းတာများဘလို့နေတလဲလို့စီမမေးဘူးအပြစ်တင်ချင်တာကစပြောတယ်တစ်သလုံးနားကမခွာဘဲနေလာတာ3 လလောက်ခွာရသေးတယ်စကားများလာပြီ
စကားများတာမဟုတ်ဘူးကွာငါနေဆိုင်ရင်မင်းမမှုတာကိုပြောနေတာရှင့်နေဆိုင်မဲဟန်ရှိသားပဲအကုန်စီစဉ်ခဲ့တာပဲဟာဒေါ်သိမ့်မိသည်တသက်လုံးကစကားခွန်ကြီးခွန်းငယ်မပြောတတ်သောလင်းယောက်ျားကိုစိမ့်စိမ့်ကြည့်လိုက်မိသည်ခွန်ကြီးခွန်းငယ်ပြန်လည်ပြောတန်နေပါပကောလားလို့အံ့ဩနေမိသည်လင်းသားပေါ်၌အုပ်စီပြီးမဖိမနှိပ်ပဲထားတာရက်ကြသွား၍ကြော်ဆောင်ဆောင်ဖြစ်လာသလားဟုတွေးကြရတွေလည်းရှောက်တွေးလေသည်မဲဟန်ကသူ့ယောက်ျားစီလည်းပြန်ချက်ရအိမ်ထဲလာချက်ပေးရနဲ့ကြာရှည်ကြီးဘဲနေလုံနိုင်မလဲတခါတလေလေအားနာလို့ငါဆိုင်မှာဝယ်စားရတယ်ဒေါ်သိမ့်မိသည်နားထောင်နေရန်တီးမခံနိုင်တော့ချင်း3 လလောက်ကြာတာများရိုးမဲ့ဖွဲ့ပြီးပြောနေစရာများလားလို့စိတ်ထဲ၌ခံပြင်းလာသည်စကားမပြောသူကစကားပြောခြင်းကိုနားမခံနိုင်အောင်ပို့ဖြစ်သည်ဟုတ်တာပေါ့ကျုပ်ရှိတော့ငချောက်ဆိုဖုတ်ထားပြီးသားကိုရှင်လူကြစဆိုင်ရလှုပ်ပေးနေတဲ့ရှင့်ခိုင်းပတ်ကြီးပေါ့ကျုံရှင်ဒုက္ခရောက်တယ်ပေါ့ဒီမှာကျုပ်လကားလာလေနေတာလားပြောစမ်းမအောင်ရှင်သမီးကိစ္စရှင်သမီးအတွက်မဟုတ်ဘူးလားဘသူသမီးထင်လို့လေပြောစမ်းမအောင်ရှင်မင်းပြောလို့ပြောရတာကွာတော်ကွာကျုပ်ကလည်းရှင်ပြောလို့ပြောရတာရှင်တော်နိုင်ဘူးတက္ကစီဂျီကားဒရိုင်ဘာသည်ကားနောက်၌ရန်ဖြစ်လာသောအဖိုးကြီးလင်မယားကိုကလေးတွေကြာနေတာပဲလို့အောက်မိကဦးကြီးတို့ရဲ့တော်ကြပါဗျာလို့ရီရီမောမောဖြင့်ဝင်ပြန်လိုက်လေသည်ဦးရီမောင်သည်ရန်ကုန်၌တပတ်လောက်နေပြီးနေရက်သို့ပြန်သည်ဒေါ်သိမ့်မိလည်းဦးရီမောင်နဲ့အတူပြန်လိုက်မြည်ကြံစီပြီးမှသမီးကလည်းမစားနိုင်စားသမျှအကုန်အန်ကအိယာထဲ၌ခွေနေလေသည်မောင်မြောင်မေကြီးကလည်းညတိုင်းမအိယာပဲပန်းနာထားနေကအိမ်တွင်လူမမာနှစ်ယောက်ဖြစ်နေသောကြောင့်ကိုင်းရှင်မြင်းတဲ့အတိုင်းပဲကြုံလိုက်လို့မဖြစ်သေးဘူးရှင်သားကတနေ့လုံးရုံးသွားနေတာသူတို့မှကိုယ်ကွဲလေးမရှိသေးဘူးသူတို့နေကောင်းမှပဲလာခဲ့တော့မယ်လို့ဆိုကနေရစ်ခဲလေသည်မောင်မြောင်မှအိမ်ပြက်ကလာပြီးလောက်ကန်နေသောရောက်ခမကိုအာနာနေလေသည်အာနာနာဖြင့်အဆဆအရန်ရန်ရောက်ခမအလိုကြလိုက်ရောကပါစက်သေးခွန်စားတတော်မြည်ကလေးတယောက်ကဲ့သို့ရောက်ခမပြူမှနုတော်မြည်အခြေသို့တဖြည်းဖြည်းဆိုက်ရောက်လာလေသည်မမေကျွန်တော်လမ်းထိပ်သွားအောင်မယ်မမေကျွန်တော်ညနေပြန်နောက်ကြမယ်မမေကျွန်တော်ရုံးစောစောသွားရမယ်စသည်အပြင်သူ့ကိစ္စကိုမအီလာကအတိပေးရန်ထက်ရောက်ခမကိုပြောရန်လိုအပ်လာသည်ကြိုတင်မပြောခဲ့ပဲရုံးပြန်နောက်ကျသွားသည့်နေမျိုးဆိုပါကတားရီနောက်ကျလာကြည်လားကွဘာဖြစ်လို့တော့မေမေဖြစ်စိုက်ကားလာတိုင်းကြည်ရတာအမောပဲရောက်ခမကစီပြောသည်ရုံးပြန်နောက်ကျသည့်အချောင်းကိုမယားကိုတတ်တတ်ပြောနေစရာမလိုသလောက်တစ်ချက်ကုန်နှစ်ချက်ပြတ်ဖြစ်နေလေသည်ဒီလမ်းမသွားရန်ဒီအစာမစားရန်ဒီအချိန်ရေချိုးရန်ဒီအချိန်စိတ်တောင့်ရန်ကိစ္စဝဝစောင့်ထိုင်ပြောနေသည်မဟီလာသည်သူ့ယောက်ျားနဲ့အခန်းထဲဝင်မှသာလင်မယားဖြစ်တော့ကလင်မယားပြောစရာစကားမျိုးလင်ပြောမယားပြောနိုင်ကြလေသည်မဟီလာထူးထူးထောင်းထောင်းရှိလာလေမောင်မြောက်ကဦးကြီးမောင်တို့တောင်းတောင်းမှန်မှန်ပြန်လွတ်တော့မှဒေါ်သိမ့်မိမှာစိတ်မချလက်မချနဲ့ပြန်လာခဲ့ရလေသည်အိမ်ရောက်လေသမီးကြောင့်သားကြောင့်ပဲတဖော့ဖွာပြောနေပြီးစကားနဲ့သမီးမပါသားမပါရင်မပြောတတ်တဲ့လောက်ပဲလို့ဦးကြီးမောင်ကဆွဆွဲနေသည်ဖြင့်လင်မယားစကားပြောမတဲ့မျက်နှာကြောမတည့်ဖြစ်နေကြသည်ဒေါ်သိမ့်မိသည်ကိုဝင်ရှိသောသမီးအတွက်တထင်ထင်ဖြင့်လူကြုံသာစနေနာနေတတ်လေသည်2 ရက်တခါ3 ရက်တခါဘူတာယုံတွင်လူကြုံသွားရှာသည်စားစရာပို့ရစီးပို့ရကလေးနီးပို့ရကလေးအုပ်ထုပ်ဆွဲတာပို့ရနဲ့အမြဲတမ်းသမီးကိစ္စဖြင့်ပြားများနေလေသည်ဦးကြီးမောင်ကပထမပုတ်တီကဲတီဟုထင်သည်ပုတ်တီကဲတီဟုအထင်ရောက်လာမှစိတ်ထဲတစ်မျိုးတစ်ပုံဖြစ်လာပြန်သည်ရန်ကုန်သွားနေလိုက်တာငါစီစ3-4ဆောင်ပဲရောက်တယ်ငါတော့ဂယုမဆိုင်ဘူးသမီးသာရေးပါလေဘဲသူ့ဘဲချမ်းသာဖြင့်စိတ်မကောက်စပူကောက်၏မမြတ်စပူမျက်နေလေ၏ကဲဖေးကြီးအခုဆိုရင်9 လကျော်10 လလေးဝင်လာပြီမိဖွားချင်ဖွားတော့မှကျွတ်ကျွတ်တင်နဲ့ကျုပ်သွားအောင်မမွေးမဖွားဘူးတော့ရှင်သမီးအားငယ်နေမယ်မင်းပြန်လာတာမှ2 လလောက်ပဲရှိသေးတယ်အခုမှ6 လကျော်9 လလေးဝင်အောင်မင်းနဲ့ကွာပြောရရင်လည်းမကောင်းဘူးမနေ့ကပဲနေကောင်းပါတယ်လို့စရောက်သေးတာပဲဒေါ်သိမ့်မိသည်သူ့ကိုဒီလိုပြောတာနည်းနည်းမှမကြိုက်ချင်ပူပူပင်ပင်နဲ့သူကပင်လွတ်ရမည်အခုတော့တောမေဟာကာစီနဲ့တာလာစီလာလုံးရမလားဟုစိတ်ဆိုးလာသည်ရှင်သမီးတို့က9 လနဲ့မွေးတာမဟုတ်ဘူးလား9 လတည်းဝင်ရောဖွားလိုက်မယ်လို့မပူရဘူးလားရှင်ပြောလိုက်ဖြင့်ဒီလိုကြီးပါပဲရှင်သမီးရှင်မချစ်ဘူးလားပြောစမ်းပါရှင်ဦးကြီးမောင်သည်
ဒေါဖောင်းလာသည်စိတ်ထဲရှိတာပြောင်ပြောင်ပွင့်ပွင့်ဖွင့်ပြောလိုက်သည်ငါချစ်စရာမင်းကချန်သေးလို့လားကွမင်းပူစရာကောမင်းကချန်သေးသလားမင်းကြီးပဲချစ်မင်းကြီးပဲပူပြီးတော့လူကိုအပြစ်လာရှာတယ်ဟုတ်တယ်ဟေ့ငါကမချစ်ဘူးမပူဘူးကွရှင်ကွာစကားမပြောနဲ့မချစ်နေပေါ့မပူရင်နေပေါ့ကျုပ်ကတော့မနဲ့ရထားနဲ့လိုက်မယ်ဒေါ်သိမ့်မိသည်နောက်တစ်နေ့ရန်ကုန်သို့ရောက်သွားလေသည်အင်္ဂါလူနှင့်ကတောက်ကဆဖြစ်ခင်ရာသမီးနဲ့တမတ်ကိုမပြောဘဲနေပြီးခမီးခမတ်ချင်းသာတိုးတိုးတိတ်တိတ်ပြောကြသည်အင်္ဂါဟာလည်းငဲမှုပြန်နေတယ်ဘာဖြစ်နေတယ်လဲမသိပါဘူးရက်ကြကြနေတာကိုတကယ်မကြိုက်ချင်ဘူးကျမမှာသမီးလေးစိတ်မချတားလေးစိတ်မချနှစ်ကိုခွဲလို့ကတော့မဖြစ်မောင်မြောင်မီဒေါခမှာဒေါ်သိမ့်မိထက်ကြီးကမုတ်ဆိုးမဖြစ်တာမကြသေးကြစင်စင်ဆာဆာမျက်လုံးကြည့်နဲ့ငိုင်းတိုင်တိုင်ဖြစ်နေကလေတန်တစ်တဲ့ကလေးနဲ့စကားပြောသည်ယောက်ျားများဒီတိုင်းမှာပဲကျုပ်တို့သာအသက်ကြီးလာလေလေအမေကြီးအိုစိတ်ပေါက်လာလေလေသူတို့မှတော့အဖိုးကြီးအိုစိတ်မဟုတ်ဘူးတော့ဦးကြီးမောင်ဘယ်နှခုသားလဲ62နှစ်ဒေါ်သိမ့်မိသည်ခက်တူတူပြန်ပြေးသည်အမကြီးတက်9နှစ်ငယ်တာပဲညီမနဲ့ကောကျမနဲ့ရွှဲတူပါပဲသူကလာသားကြီးတာကျမနဲ့သူနဲ့ကအိမ်အောင်ကြတာ43နှစ်တောင်ရှိပြီ18နှစ်သမီးကအိမ်အောင်ကြတာပဲအသက်40မှာသားသမီးရပြီသမီးကိုမွေးတာမောင်မြောင်တို့ဖေရှိတုန်းကသူ့တငယ်ချင်းအေးမောင်ဟာလူရိုးလူအေးလို့စက်မိတိုင်းပြောပါတယ်ဒေါ်သိမ့်မိသည်ဘာကိုစဉ်းစားမိသည်မသိပြုံးနေလေသည်ဒေါကသည်ဒေါ်သိမ့်မိအပြုံးကိုတိလိုဟန်ရှိပြီးပြုံးနေသောမျက်နှာကိုတဟုဟုချောင်းဆိုးရင်းပင်မျက်လုံးမခွာပဲစိုက်ထားလေသည်မောင်မြောင်လို့ပဲရိုးလဲယူအေးလဲအေးပါတယ်သူတို့သားဖာတပုံစံနဲ့ပဲလို့ဒေါ်သိမ့်မိကဆက်ပြောလေသည်မသိမ့်မိဒုတိယကျင်းကိုဝင်ရှိစဉ်မြေဦးအပါသည်လေးဘက်ထောက်ဆရွှေ၌အဖိုးဖွားအိမ်သို့ရောက်လာလေသည်သားသမီးကလည်းနီးလိုက်တာမပြောပါနဲ့တော့ကလေးကနှုတ်မြတ်နေတော့ဘယ်နေကောင်းမလဲချူကြတာပေါ့နှုတ်ဘူးတစ်ဖက်နဲ့သူ့မိဒုက္ခရောက်လို့ကျုပ်ပဲနှုတ်ဘူးတိုင်မွေးပါမယ်ဆိုပြီးခေါ်လာခဲ့ရတယ်ဦးကြီးမောင်သည်မြေဦးကလေးရောက်လာ၍ဝမ်းသာသွားလေသည်ဒေါ်သိမ့်မိသည်အပါဝမ်းကကြုတ်ကလေးကမော်လမြိုင်နဲ့ရန်ကုန်ကိုအိမ်ဦးနဲ့ကျန်းပြေလို့ကူးနေခဲ့သည်ကလေးမက်ခီကိုပေါင်ရည်တစ်ခေါက်ကလေးကိုပူရည်တစ်ခေါက်ကလေးဝမ်းပြည့်ရည်တစ်ခေါက်ကလေးနှုတ်မြတ်သွားသည့်အခေါင်၌ကလေးပါအိမ်မှာပါလာသည်ကလေးရှောင်းလာလေရန်ကုန်တို့ကူးချီတန်းချီမလုပ်ချေဘူးဟုအောင်မိသည်ဦးအေးမောင်သည်အသက်ကြီးမှကလေးငိုတန်းကလေးချော့တန်းများကြားရတာကြည်နူးလျက်နှဝဲချုံနေသည်ဒေါ်သိမ့်မိမှာသားတဲ့မအေးတစ်ပိုင်းဖြစ်နေလေသည်အိမ်ရတဲ့၌ကလေးပေါက်ဆရောက်လာပြီးဟာအသက်ကြီးမှကလေးရခဲ့ကြ၍အယူမူဖြစ်ခဲ့ကြသောဦးအေးမောင်တို့ဇနီးမောင်နှံ၏ဘဝသည်အသစ်ပြန်ဖြစ်ကြကအသက်ပြန်ဝင်လာကြလေသည်ညဘက်ကလေးနိုးလင်တယောက်ကပကုံးပေါ်ထမ်းကြောကတယောက်ကနှုတ်ဘူးဖြော်ရလေသည်ဦးအေးမောင်သည်ကလေးလေးရောက်လာမှတားရီလူကလေးရီဟုသောချို့ကမြူကကြည်နူးပျော်ရွှင်နေ၏အင်ကြီးတစ်လုံးနှင့်ရှမ်းဖန်ရခသွေးချောက်ချောက်ဖြစ်နေတတ်သောသူ့ဘဝသည်တန်ရာဆူပြေလာဆရှိစေ၌ကလေးကသူ့မိလွမ်းနေထင်မှရဲ့ငိုကြီးနေတာပဲကလေးတနာပါလေဖြစ်သေးပါဘူးလေသူ့မိနဲ့သူ့သားအတူတူနေပါစေလို့အကြောင်းမျိုးမျိုးပြကရန်ကုန်သို့တွားပြန်ပို့သောကြောင့်ဦးအေးမောင်၏ဘဝမှာ၆ကြံရိတ်ခဲ့လေသည်ဒေါ်သိမ့်မိရန်ကုန်သို့အခောက်ခါတွားနေလျာဝဲကလေးပြန်ခေါ်သွားသောအခါမှာအချောက်ဆုံးဖြစ်သွားလေသည်၆ကပ်သွားသောအိမ်ကြီး၌မနေတတ်မထိုင်တတ်ဖြစ်နေလေသည်အိမ်တွင်မပြန်ပဲပွဲရုံ၌သာအနေများသည်အိမ်သို့စားကန်နီးမှပင်ပြန်လာခြင်းပြန်လာ၏အိတ်ကန်နီးမှပင်ပြန်လာခြင်းပြန်လာသည်ဒေါ်သိမ့်မိရန်ကုန်သို့သွားတိုင်းထမင်းလာချက်ပြီးသောမဲဟန်မှာဒေါ်သိမ့်မိဘက်မှဆွေနီးမျိုးဆက်တော်သဖြင့်သာတော်တော်သည်မဲဟန်၏ယောက်ျားကိုပိုးစင်မှာဦးအေးမောင်တို့ပွဲရုံဆောင်လာကစားလုပ်သည်အခါတိုင်းဒေါ်သိမ့်မိမရှိလေမဲဟန်သည်နက်နက်စောစောဈေးဝယ်ပြီးပေါင်လာကထမင်းချက်လျက်နေ့လေတစ်ခေါက်ပြန်ပြီးသူ့အိမ်မှညနေတစ်ခေါက်ပြန်လာလျက်ချက်ပြုတ်ကျွေးကမိုးချုပ်လင်ပြန်သွားလေ၏ကလေးခေါ်သွားပြီးသည့်နောက်ဦးအေးမောင်သည်နေဘက်တစ်ခေါက်အိမ်မပြန်နိုင်ရသည်ကများသည်ဦးအေးမောင်သည်အိမ်ပြန်လာတိုင်းမကြည့်မသာဖြစ်နေလေသည်စီးပွားရေးတစ်ဖက်အိမ်တစ်ဖက်ဖြင့်တယောက်တည်းဖြစ်နေသောအဖြစ်ကိုမကျေနပ်ချင်ပွဲရုံစီးပွားရေးလုပ်ငန်း၌နောက်ကလို့ဘာမှကူပေါ်လောင်ဘက်မရတော့ပဲသမီးကိစ္စမြေးကိစ္စဖြင့်ပြားများနေပြီးတော့တာမယာကိုညအိယာဝင်လင်းအမှတ်ရပြီး
အမတ်ရလာလေစိတ်ဆိုးခြင်းလာသည်အိမ်ကြီးတစ်လုံးနဲ့တယောက်တည်းရှိသည်ကိုမသိခြင်းသဖြင့်မိသွားရန်ကြိုးစားအိတ်လေသည်အိတ်စီခြင်းမှအိတ်မပြောသောကြောင့်စိတ်တူတူဖြင့်အိယာကထလာပြီးအိမ်အောက်ဆင်းလိုက်အိမ်ပေါ်တက်လိုက်အိတ်ခန်းထဲဝင်လိုက်ဟိုဟာလှုပ်တော့မလို့လို့ဒီဟာလှုပ်တော့မလို့လို့ဖြင့်ရောင်ချောက်ချကြီးဖြစ်နေလေသည်ဒေါ်သိမ့်မိကလေးပူပြီးပြန်လာမည်ဟုရက်ချင်းတစ်ပတ်ပြီးသွား၏ကလေးနှင့်မကောင်း၍10 ရက်ရွှေ့သွား၏10 ရက်မြောက်သောနေ့၌တန်ကျိုးရောက်လာသည်မောင်မြောင်အမေတော်ခသိဆုံးကြောင်းရိုက်လိုက်သောတန်ကျိုးကိုဖွင့်ဖတ်နေ၏ဦးအေးမောင်သည်တစုံတစ်ခုကိုတွေးမိကတပ်ပြင်းကြီးချလိုက်လေသည်ဦးအေးမောင်တွေးတောလာခဲ့သည့်အတိုင်းဒေါ်သိမ့်မိမှရက်လက်ဆွန့်ကျွေးပြီးဦးအေးမောင်နှင့်အတူတူပြန်လိုက်ဖို့ရန်မလိုက်နိုင်သေးကြောင်းအကြောင်းပြလေသည်ရှင့်နဲ့ရှင်လူကြီးတွေအားလုံးပြန်သွားရင်သူတို့မျက်စိတငယ်နဲ့ဖြစ်ကြံခဲ့မှာပေါ့15 ရက်တန်းနဲ့1 လတန်းနဲ့ကျုံနေပြီးမှပြန်မှဖြစ်တော့မှာပေါ့တော်သာပြန်နေမှာအောင်ဒေါ်သိမ့်မိသည်တစ်ဖက်ကန်းကသမီးနဲ့တမန်မကြအောင်အိမ်ရတွေ၌တူတူတိတ်တိတ်ဖြင့်ကြိတ်ပြောနေသည်ဦးအေးမောင်မှမကြည်မချမ်းတန်ဖြင့်ပြန်ပြော၍ဒေါ်သိမ့်မိကတူတူပြောရင်လက်ကိုရသည်မင်းကိုကြုံမပြောချင်လို့နေတာမဲဟန်အိမ်လာပြီးရှော့ဖို့ချက်ပြုတ်ကျွေးမွေးနေတာကတော့ဟုတ်ပါရဲ့သူ့လင်ဘိုးစင်ကမလို့ရင်မလို့တလို့မဲဟန်ညက်နေပြန်ရမ်းဖြစ်တဲ့အမလီတော့ဘိုးစင်အရက်တောက်တာများခုမှမဟုတ်ပါဘူးတစ်သက်လုံးကတောက်လာတာပါရမ်းဖြစ်တာလည်းတစ်သက်လုံးဖြစ်နေကြပါကျုပ်15 ရက်လောက်နေပြီးပြန်มาပါဒေါ်သိမ့်မိသည်15 ရက်ဆိုပြီး1 လလောက်ကြာမြင့်နေလေသည်မောင်မြောင်မှတတွေ့တွေ့တမိုင်မိုင်ဖြင့်မိခင်အတွက်စိတ်လက်မကောင်းဖြစ်နေပြီးစိတ်ပြင်းလက်ပြောင်ရှိပါစီတော့လို့ဖြောင်းဖြားရဂယုဆိုင်ရနဲ့သမီးကိုအားမရပဲသူကြီးပဲဖြော်ပြေဖြောင်းဖြားနေလေသည်မအီလာမှာကိုခွဲကလေးမတယောက်အဖော်ရတော့လေကလေးထင်းယုံသားဖော်ရသည်ကိုဝင်ကြီးနဲ့ချက်ရပြုတ်ရအိမ်တော်ဝင်လုံရနဲ့မအားရခြင်းအမေရှိဝေသာတော်သေးသည်မရှိရင်မောင်မြောင်ဦးကိုစိတ်လက်ကောင်းအောင်အနာကဖြည့်ဖြော်နိုင်မည်မဟုတ်ချေရုံမသွားမီနဲ့ရုံကပြန်လာရင်အမေကဂယုဆိုင်ကဘာမှလူလီသေးမရှိအောင်ပြုစုလျက်တပူပူမှုန်နေခြင်းကပင်စိတ်ပြင်းလက်ပြောင်စိတ်သက်သာရဖြစ်နေသည်ဒေါ်သိမ့်မိမှာမအေးတယောက်သားတယောက်စိတ်မကောင်းဖြစ်နေတာပဲလို့နားလေကမောင်မြောင်အမေနေရာ၌ကိုဆောင်ဝင်၍ဖြစ်စေမောင်မြောင်စနီးနေရာ၌ကိုဆောင်ဝင်၍ဖြစ်စေတိန်တောင်လုံးသူကြီးနှစ်ပါးသွားနေသည်ဖြင့်မအေးလာမှာခက်အေးပင်သူ့လုံးဆရာရှိတာသာလုံနေလေသည်မောင်မြောင်သည်ဒေါ်သိမ့်မိအပေါ်၌လေးစားသည်ချစ်ခင်သည်သူ့မိအရင်ပင်သူ့ပေါ်၌ဒီလောက်မယူရနိုင်ဟုထင်မိသည်သူ့ပေါ်၌သူမရသည်ပင်ဒီလောက်မပြူဆိုနိုင်တညလောက်အခြေပြနိုင်ဟုအောင်မိသည်ကလေးအတွက်အိမ်အတွက်အလုံးစိတ်ချသဖြင့်ရောက်ခမပြန်มาပင်စိုးရိမ်နေတတ်သည်ဦးအေးမောင်ဘက်မှအဝင်ထွက်ရှိကြသောဆွေမျိုးတစုကရန်ကုန်သို့ရောက်လင်မအေးလာတို့အိမ်၌တဲခုစတဲချသွားကြပြီကိုအရက်ရောက်လင်အတင်းစုပြောကြလေသည်ချက်တူရီကတော်တော်မဲပေါ်ကတဲတဲမောင်မြောင်စိတ်တိတ်ထိခိုင်နေတယ်အမေမရှိတော့မနေတက်မထိုင်တက်ဖြစ်နေတယ်ဆိုပြီးတကယ်တည်းမှာပဲတမတ်ကိုအရေးတကြီးကြီးနဲ့မျက်စိယောက်ကအပြောက်မခံဘူးသူ့ယောက်ကြားကြည့်တော့တတိတောင်ရရင်လားဆွေမျိုးတို့သည်မြင်ပြင်းကပ်ဖြင့်တီတိုပြောကြလေသည်တီတိုတန်သည်တစတစဦးအေးမောင်၏နားသို့ရောက်သွားသည်ဦးအေးမောင်သည်မလုံစပူတန်ကြိုးရိုက်ခေါ်လိုက်ပြီးဒေါ်သိမ့်မိရောက်လာသည့်နေ့ကစ၍လင်မယားနှစ်ယောက်မှမျက်နှာကြောမတည့်ပဲတစ်ချက်ချက်ရန်ဖြစ်နေကြသည်ဒေါ်သိမ့်မိသည်ဦးအေးမောင်ကိုသူ့ဆွေမျိုးများမြောက်ပေးသည်တို့ပေးသည်တိုက်ပေးသည်ဟုဦးအေးမောင်ဘက်မှဆွေမျိုးတွေပေါ်သို့အပြစ်လုံးလုံးကြီးဖို့ကရန်ထောင်နေလေသည်တို့ဖြင့်နေ့စဉ်ရချသမီးကိစ္စဖြင့်ကတောက်ကဆခွန်ကြီးခွန်းငယ်များကြလျက်မအေးလာကလေးမီးဖွားချိန်နေကန်လာ၏ကဲဘလို့လဲကိုမသမီးကနေလားညာလားဖြစ်နေပြီကျုပ်မသွားရဘူးလားဦးအေးမောင်သည်တုတ်တုတ်မြမလို့ချိန်စကက်ပြန်မရ၍ဒေါ်သိမ့်မိသည်ဒေါသထွက်လာသည်ဦးအေးမောင်မှာသမီးနှင့်ပတ်သက်လင်အကောင်ပြောလဲအကောင်မထင်မေစကားများရတာကြီးပဲဖြစ်၍ခက်ဆောင်ဆောင်လုပ်နေသည်မေမေချင်းရုတ်တရက်အဖြစ်မပေးဒေါ်သိမ့်မိ၏ခက်မမမေးသောအတန်ကြောင့်လေတုံဆိုင်နေသည်တော်ကျုပ်ကိုစကားမပြောချင်ဘူးလားဘလို့လဲမသွားစီခြင်းလဲပြောရမယ်သွားရမယ်ဆိုလဲပြောရမယ်မြုံနေတာကဘလို့သဘောလဲကွယ်မင်းသဘောငါ့ကိုဘာမှမမေးပါနဲ့မင်းသဘောဒေါ်သိမ့်မိသည်အင်ကြီးလက်မောင်ပင့်တင်လိုက်ကအန်ကျိတ်၍ကြည်နေသည်ဦးအေးမောင်ကဘဲသူ့ဘဲညာပြောလင်တစက်မှမခံမှုဟဲ့ဟုစိတ်တင်းထားသည်
ဦးကြီးမောင်ထံမှအဖြစ်သည်ထင်တယ်လို့မဟုတ်ပေစိတ်မကောင်းတဲ့ရောနှိုးနေရာတင်းထားသောစိတ်များသည်အနှင်းငယ်ပြော့ကျသွားလေသည်ကျုပ်သဘောဆိုကြာလာပြီးရောက်သွားတာကျုပ်သဘောကြီးမလုပ်ချင်လို့ရှင့်ကုန်မိတာပေါ့အခုချက်ချင်းထသွားမှလည်းမဟုတ်သေးပါဘူးယနေ့တော့တန်ကြိုးရိုက်ဖို့စာရေးလိုက်ပါမယ်ဒေါ်သိမ့်မိသည်ကိုရှိန်တက်လိုက်ရတော့လေစိတ်ထဲ၌ဘဝင်မကျဖြစ်နေလေသည်ဦးရင်မောင်ကဘူးကြကြကလေးပြောလင်ရန်ကုန်သို့နေချင်းညချင်းထွက်သွားမည်ဖြစ်သည်ဘူးကြကြမပြောဘဲမင်းသဘောဆိုရင်အသာကလေးပြန်ကိုရှိန်တက်ထားလေသည်ဒေါ်သိမ့်မိသည်ဦးရင်မောင်နဲ့တမီးအကြောင်းကိုဆက်မပြောတော့လဲဦးရင်မောင်ကွယ်ရာတွင်တမီးအကြောင်းကြီးပြောနေလေသည်ကြားရသူတိုင်းနားကြီးသွားသည်ညီးသေးတဲ့အတိုင်းပဲမဲဟန်ယူဟဲ့ဆိုလို့အဖေမေစကားနားထောင်ပြီးလင်းယူလိုက်ရတာသူခမဘာမှသိတတ်သေးတာမဟုတ်ဘူးညီတို့မျက်စိမြင်မယ်မေးထမိန်ဆဆွဲပြီးမေးနဲ့တကက်ကက်နေတဲ့သမီးဘာမဆိုအမေအကြောင်းကြအမေနှုတ်သက်ခံဆိုတာလင်းသာပေးစားလိုက်ရတယ်ငါစိတ်ထဲနှုတ်ဆိုတော့ပြောင်းမှမဟုတ်ဘူးထင်တာမေးမှုပြန်မယ်ဆိုငိုပါလေရောအိမ်တော်မကြခင်တော့ငါတညရင်နှစ်ညရင်ခီးသွားရင်ညီးနဲ့ထားခဲ့တော့ငါငိုတယ်လို့ပဲအေးတရှုပ်ရှုပ်ငိုနေတာပဲမေဟန်ဤစိတ်ထဲ၌လွန်လွန်နဲ့လူအောင်မိသည်ဒီအိမ်လာပြီးသူ့မျက်နှာမြင်လေဒီစကားကြီးပဲစီးပြောနေသဖြင့်နားပူလာသည်ဆွေနီးမျိုးဆက်တော်နေပြီးစန့်ကျင်ပန်မပြောရဲပဲအလိုက်ထိုက်ကြီးပြောရလေသည်ဟုတ်တာပေါ့အမရဲ့သူခမမွေးကန်နေဖွားကန်နေဆိုတော့မေအီကိုမျောနေမှာပဲအကူကြီးကိုတောင်ခေါ်ပြီးအမရန်ကုန်သားပြောင်းနေဖို့ကောင်းတော့တယ်ပြောင်းလို့ဘယ်ဖြစ်မလဲအေးကိုစီးပွားရေးလက်ငုပ်ကဒီမှာရှိနေတာပြီးညီကိုကြီးကလည်းရန်ကုန်မှာအသက်ရှူကျက်တယ်လို့နေတတ်တာမဟုတ်တော့မခက်လားခက်ပါတယ်အေးခက်ပါတယ်ငါပဲဒုက္ခများပါတယ်ဒေါ်သိမ့်မိသည်ပြောပြီးဟင်းကနေတက်ပြင်းကြီးချလိုက်သည်အမတော့ဒုက္ခပါပဲအကူကြီးနဲ့တနာစရာပဲအမမောင်မရှိရင်မကြည်မသားနဲ့ရွှင်ရွှင်ပြပြမရှိဘူးအမမရှိတဲ့ကကျမပို့ပြီးဂီယူဆိုင်ပါတယ်ကျမပေါ်မကျေနပ်တာရှိရင်အမပေါ်မဲနေမှာဆွလို့အဆဆရရလူလီသေးမရှိအောင်လုပ်ပြီးကင်ပြီးတာပဲအမအတွက်ကျမလည်းမသက်သာဘူးဒီမှာတနေ့လုံးလာလုံနေရရင်အိမ်ပြန်တော့ဘိုးစင်ဟာမူးမူးနဲ့ရန်ထောင်ချင်သေးတယ်အမလေးအိမ်ဒီကောင်ညာဘာကီယူဆိုင်လို့မူးရင်မူးတဲ့အခါပါညီကိုယူညံ့ဒီအကြောင်းကြက်ကြက်ပြောငါ့ကိုဒီအကြောင်းနဲ့ရမဲရှာပြီးမသွားစီချင်ဘူးညီတို့ကအဲ့ဒါလို့ပြောနေရင်သူ့ဆွေမျိုးတွေကသူ့ကိုပို့ဖိပြောကြမှာပေါ့ဒီကောင်ကြောင့်စကားတွေထဲမပြောစမ်းနဲ့ဒင်းတောက်ချင်တယ်လို့တောက်အောင်တစ်ဖက်လက်နဲ့ငါပေးနေရတာပဲမဟုတ်လားညီတို့ပေးကမ်းနေရအကုန်လုံးသူသိတာမဟုတ်ဘူးသိရင်လားမဟန်မှာရှေ့ဆက်မပြောရချင်းကိုဘိုးစင်လာကအပြင်တိတ်တိတ်ကြေပြီးနေသောငွေစများဖြင့်ရွှေစပင်ဝယ်စုနိုင်သည့်အတွက်နှုတ်ဆက်သွားလေ၏မဟန်ဒီတော်သိမ့်မိအလိုကြတိုင်းအိမ်လာတိုင်းရန်ကုန်ကတန်ကျိုးရောက်မရောက်ရှင်မေးကြည့်သည်တော်သိမ့်မိသည်စိတ်တထင့်ထင့်ဖြင့်တန်ကျိုးမျောနေသည်တန်ကျိုးမရောက်လာသဖြင့်စိတ်တပူပူဖြစ်နေပုံကြောင့်ဦးအေးမောင်မှစိတ်ရှုပ်ရှုပ်ဖြင့်ရန်ကုန်သို့လွတ်လာရလေသည်စူလာလေးရေထဲလွတ်လာရတယ်လို့ပဲဒေါ်သိမ့်မိသည်ရန်ကုန်၌၄-၅လတောင့်တင်နေလေသည်မအေးလာသည်မျက်နှာမြင်ပြီးမိရကျိုးကျုံတွေကအိယာထဲ၌လဲနေလေသည်ဒေါ်သိမ့်မိမှာလူမမာတစ်ဖက်ကလေးနှစ်ယောက်တစ်ဖက်နှင့်ဒုက္ခတွေများနေလေသည်မအေးလာသည်အတော်ကြီးနေမကောင်းသောကြောင့်ဦးအေးမောင်မှာရန်ကုန်သို့2 ခေါက် 3 ခေါက်သွားကြည့်ရလေသည်ဦးအေးမောင်သည်တစ်ခေါက်နဲ့တစ်ခေါက်မတူပဲပြောင်းလဲနေပုံကိုတတိပြုမိသည်နေကောင်းကောင်းချင်းပြန်လာဖို့မှားကြားပြောဆိုသမှုမရှိတော့ပဲအေးပင်ပြန်သွားတတ်သည်အနေခက်သည်အစားခက်သည်လည်းမရှိတော့ပဲအေးချမ်းချမ်းဖြစ်နေသောအရေးချေကိုပင်မြင်လိုက်ရသည်မအေးလာသည်အမကိုမွေးဖွားပြီးအိယာထဲ၌လဲနေကအယိုးပေါ်ရှိသားကြံတော်သည်ဘသူမှမမီအောင်ရုပ်ပြတ်သွားသည်မျက်လုံးဟောက်ပတ်ဖြင့်ကမ္မထမ်းရုပ်ကိုကြည့်နေဒေါ်သိမ့်မိမှာရှင်ထုမနာဖြစ်နေလေသည်ငါသမီးလေးဒီလိုနဲ့ပဲတဖြည်းဖြည်းလုံးပါတော့မှလားလို့စိုးရင်စိတ်ထုတ်ဖြင့်မှုန်ထူပုံနေတော့သည်မောင်မြောင်မောင်ရုံးလောက်ကလည်းပူအိမ်ပြန်ရောက်တော့လေတကွက်မှစိတ်ချမ်းသာစရာမတွေ့ရအရေးတဲ့ကူပေါ်လောင်ပတ်မိန်းကလေးကအိမ်မထွက်သွား၍ဖက်ဖက်စာနေသောရောက်ခမကြီးမှာရှေ့ကလူသူ့ပြန်လာရင်ယူရမနေတော့ပဲစိတ်တုန်နေပုံရသည်ကဲဟင်မင်းကကလေးထိမ့်မအောင်ငါဖြင့်တနေ့လုံးရားလို့တော့မကုတ်အားဘူးအလုတ်ကလည်းများလိုက်တာလူမမာကလည်းတနေ့ရွှေတနေ့ငွေငပါကလည်းစော့လိုက်တာမြောက်ရှုံးနေတာပဲမနိုင်ဘူးတိန်လုံးရောက်ခမကြီးညီးတန်ညူတန်လူမမာကြီးညီးတန်ညူတန်
ကလေးတွေငိုတန်းဆူတန်းများဖုံးလွှမ်းနေလျက်မတာမယာဖြစ်နေသောအိမ်စီသို့ရုံးကပြန်အနိုင်နိုင်ရှောက်ပြန်လာခဲ့ရသည်အမေကိုပန်းနာတဲ့နဲ့တသက်လုံးနေခဲ့ရသဖြင့်လူမမဆုံးနဲ့အနာမကတ်ချင်သလောက်စိတ်ကုန်ခံသည်စိတ်မရှင်ရကောင်းလာလို့လူနာကစိတ်လို့ပြန်နေမချော့မမော့ပဲတယောက်တည်းကြိတ်မြုံကြီးစိတ်ရှုပ်စိတ်ပြန်နေလေသည်ဒေါ်သိမ်းမိသည်မော်လမြိုင်မှဘာတည်င်းမှမကြစာရေးတာလည်းကြာမြင့်နေသည်ဖြင့်ဦးအေးမောင်နေထိုင်များမကောင်းနေသလားလို့တွေးတောလျက်ဈေးကပြန်ပစုံအောင်ဘက်သွားကအသိမိတ်ဆွေအိမ်တွင်မော်လမြိုင်လူကျုံသွားကြည့်နေသည်ဒေါ်သိမ်းမိလူကျုံသွားကြည့်သောအိမ်မှာမော်လမြိုင်မှပြောင်းရွှေ့ကတစ်ဆိုင်ဖွင့်ထားလေသည်အတိအိမ်၌မော်လမြိုင်လူကျုံမရှိ၍ထပြန်ကန်နေ၌တစ်ဆိုင်ရှင်ဥပိုးအုံး၏ဇနီးဒေါ်ပန်းသည်မသိမ်းမိကိုပြုံးကြည့်လျက်လောလိုက်တာနေစမ်းမအောင်ဟူတားလေသည်မဖြစ်ဘူးမပန်းရဲ့လူမမရှိနေတော့ဘဲမှကြမနေနိုင်ဘူးဈေးဝယ်ရတာတော့နောက်ကကြားလိုက်တယ်လို့ဝယ်ရတာသူစီကစာမရောက်တာကြားတော့လို့ဘာများဖြစ်နေတယ်လဲသိချင်လို့ဒီဘက်လှည့်လာတာတောင်းမှဒေါ်ပန်းသည်ဒေါ်သိမ်းမိထမိန်စတင်ဆွဲထားသည်ဒေါ်သိမ်းမိမှာတမင်ဆွဲနေသည်မှတ်၍နောက်မှလာမယ်မပန်းရဲ့လို့ရုံရင်ပြောလေသည်ရှင့်ကိုပြောစရာရှိလို့တားနေတာနေပါဦးကိုအေးမောင်ကြီးတဲ့ဘာလို့ကြားပါကလားဒေါ်သိမ်းမိသည်ကိုကြွပြီးမှမျက်လုံးမျက်စံပြူးဖြင့်အသာကလေးထိုင်ချလိုက်ကဘာကြားတာလဲလို့မေးလိုက်သည်ဒေါ်ပန်းသည်မဲလိုက်လေ၏ဒေါ်သိမ်းမိမှာမျက်နှာပြက်နေလေသည်ရှင်နဲ့ဘာတော်တလဲရှင့်အိမ်ဝင်ထွက်နေတဲ့မဲဟန်နဲ့ညားနေတယ်လို့တမျိုးလုံးပြောနေကြတာရှင်မသိဘူးလားမဲဟန်တို့လင်မယားကွဲပြီးမဲဟန်ကအခုရှင့်အိမ်ပေါ်မှာဒေါ်သိမ်းမိသည်မိုက်ကနေဖြစ်သွားကရင်ထဲ၌တဆက်ဆက်ခုန်လာသည်စကားမပြောနိုင်အောင်ကြက်တီကြီးတည်နေလျက်သူ့မျက်လုံးမှာလည်းဝိုင်းနေလေသည်ရှင်လည်းဒုက္ခပဲရှင်သမီးကတစ်ဖက်ယောက်ျားဆိုတာဒီလောက်ပြစ်ထားလို့ဖြစ်ပါမလားလူယိုးဆိုတာတင်းချိုင်းကုန်းမှာရှိတာဒေါ်သိမ်းမိသည်ဈေးချနှောင်းကိုစက်ကနေဆွဲယူလိုက်ပြီးကတုံကရင်နဲ့ထားလိုက်လေသည်ဒေါ်ပန်းမှာမျက်စိမျက်နှာပြည့်နေသောဒေါ်သိမ်းမိကိုစိတ်မကောင်းစွာစိုက်ငေးကြည့်နေသည်ခေါင်းဖြူကြီးငါတော့လူယိုးကြီးပဲဆိုပြီးဒီဘက်ကဆိုရင်ဘာမှမပူပဲစိတ်ချနေမိတယ်တိကျရောပေါ့အေးဒေါ်သိမ်းမိသည်အိမ်တို့ခတ်တို့ပြန်ခဲ့လေသည်မိဘတွေတွင်အရှောင်ရောင်မမဖြင့်ဟင်းအိုးတွေပြက်ကုန်ကတယောက်တည်းစိတ်တုန်နေသည်သမီးကိုပြောရကောင်းမကောင်းစဉ်းစားဝေခွဲမရဖြစ်နေ၏တမတ်တိမှလည်းရှက်လာသည်တနေ့လုံးဘာလို့အလွဲလွဲချော်ချော်ဖြင့်နေမတိထိုင်မတိဖြစ်နေသည်မဟီလာသည်အိမ်ယာထဲမှအမေဘာဖြစ်ပါလဲလို့တွေးနေသည်မောင်မြောင်သည်ရုံးကအပြန်ဒေါ်သိမ်းမိကိုမြင်ချင်းအံ့သွားလေသည်တားမိချင်းရန်ဖြစ်ကြသလားဘာဖြစ်ကြသလဲလို့အမျိုးမျိုးတွေကမျက်နှာပူသည်ဒေါ်သိမ်းမိမှာမျက်နှာမပြောင်းတတိထား၍မရနိုင်မဖုံးနိုင်မဖိနိုင်အောင်တိတိတတ်တာကြီးမျက်နှာပြည့်၍နေလေသည်ဒေါ်သိမ်းမိသည်မိန်လအိမ်ယာမှာထသွားနိုင်သည့်ဒီမျိုးသိက်ကအောင့်နေရသည်ထနိုင်သည်နှင့်တပြိုင်နက်မော်လမြိုင်သို့လေရင်ဖြစ်လေသည်ကြားရသောတည်င်းမှန်မှန်အကဲခတ်ခြင်း၍အကြောင်းမချပဲတိတ်လာခဲ့သည်ခရီးရောက်မဆိုင်အိမ်ပေါ်၌တနခါခြေဆုံးကောင်းဆုံးလိမ့်ထသောမေဟန်ကိုတွေ့သည်ဦးအေးမောင်မှအိမ်၌မရှိကြညနေသားကြီးနှင့်အိမ်ပေါ်တက်လာသောဒေါ်သိမ်းမိကိုမြင်၍မေဟန်မှမျက်စိမျက်နှာပြတ်သွားကကြောင်နေလေသည်ငါလာတာနှုတ်မဆက်နိုင်အောင်ညီးဖြစ်နေတာကဘယ်ချိုးလဲဒေါ်သိမ်းမိသည်ခါထောက်ပြီးအတန်ကြဲကြဲဖြင့်ခတ်ထန်ထန်ပြောလိုက်သည်မေဟန်သည်အာစည်းထည့်ထားသလိုဘာမှမပြောနိုင်ပဲတကူလုံးတုန်နေလေသည်ညီးကိုကျုပ်ကအိမ်ကြည့်လိုက်ပါလို့အပ်ခင်တာကျုပ်လည်းမအပိုင်ယူတော့လို့အပ်ခင်တာမဟုတ်ဘူးမေဟန်သည်မျက်ရည်ပေါက်များပေါက်ကျလာကအမရဲ့တူတူပြောပါလို့ရှိုင်ရင်ပြောလေသည်ဘာလဲလူတိမှာစိုးလို့လားအထင်ကြီးမဟုတ်ကြသေးဘူးလားကျေးဇူးကတ်နဲ့မဟဝါအခုစင်းငါ့အိမ်မော်ကအခုစင်းဒေါ်သိမ်းမိသည်လမ်းမကလူသွားလူလာများကြောင်းအော်ဟစ်ပြောလေသည်အော်ဟစ်ပြောဆိုပြီးဒေါသကိုမချုပ်တီးနိုင်ပဲမေဟန်၏ပားကိုတအားလှမ်းချနိုင်လေသည်မေဟန်သည်ဖြန်ကနေဖြစ်သွားကပူထူလာသည်နှင့်ကက်ကက်လာအောင်ရံပြန်တွေ့လေသည်ရှင့်အိမ်ပေါ်မှာနေချင်းလုံးလို့နေတယ်မမှတ်နဲ့ရှင်လင်ကြီးကရှင်ပြစ်ထားလို့တနာပါလို့တောင်းပန်လို့တီးလို့ဖြစ်ရတာအခုမှဘာလာရမ်းနေတယ်လဲဆူဆူညံ့ညံ့ကြားသည်နှင့်အိမ်ကြီးချင်းများပြေးလာကြသည်ဒေါ်သိမ်းမိကိုဝိုင်း၍ဆွဲထားကြ၏မေဟန်မှာဆင်းသွားရကောင်းတို့မစင်မဲနီးရကောင်းတို့တွေ့ဝေနေသည်အိမ်နီးနာချင်းများကအကျဲကျဲမပွားရန်ရှောင်ပေးဖို့ရာဝိုင်းပြောတော့မှသူ့ထုတ်သူဆွဲကဆင်းသွားလေသည်မေဟန်သည်ဦးအေးမောင်ရှင်အားပွဲရုံသို့တန်းသွားလေသည်
ဒေါ်သိမ့်မိသည်ဦးအေးမောင်ရှိအောင်ပွဲရုံသို့လိုက်သွားခြင်းလျက်အားလုံးကဝိုင်းဖြောင်းဖြာကြ၍အိမ်ပြန်ကိုစောင့်ဆိုင်နေရသည်ဦးအေးမောင်သည်လူချေတိတ်တကောင်ကျော်မှအိမ်တကားကိုလာခောက်သည်ဒေါ်သိမ့်မိမှာတဆက်ဆက်တုံသွားလျက်တကားထပွင့်လိုက်သည်ဦးအေးမောင်သည်မျက်လုံးဝင်းဝင်းနှင့်ဝင်လာလေသည်တညလုံးမျက်နှာချင်းဆိုင်ပြီးအကြီးကျယ်ရန်ဖြစ်ကြလေသည်မိုးလင်းကန်ဤတွင်ဒေါ်သိမ့်မိသည်ရန်ဖြစ်ရင်သူ့ပစ္စည်းအလုံးထုတ်ပိုးသိမ်းစုပြီးသွားသည်ဒီလိုတစ္ဆာဖောက်လို့ကတော့ဘယ်တော့မှမပေါင်ဘူးမဲ့ဟင်းဆိုရင်တို့ကလှဲ့ကြည့်တဲ့အစာမျိုးမဟုတ်ဘူးပြတ်တယ်ဆိုအပီးပဲရှင်ပစ္စည်းကိုရုံးကနေတဝက်ခွဲတောင်းရမလားခွဲပေးမလားဒေါ်သိမ့်မိနောက်ဆုံးပြောတော့အတန်ထွက်လာသည်မင်းမပေါင်းချင်ပြီးရောပေါ့ရုံးတက်စရာမလိုပါဘူးခွဲပေးမယ်မနေချင်းသွားနိုင်တယ်လို့ဦးအေးမောင်၏နောက်ဆုံးတန်နဲ့တူအိမ်တကားဖွင့်တန်းစိုက်ကားထွက်သွားသောအတန်ပလန်များထွက်ပေါ်ဆူညံသွားကတဖြည်းဖြည်းတိတ်ဆိတ်ငြိမ်သက်သွားလေသည်တတိယမြောက်အဖို့ကိုမျက်နှာမြင်ရသောအချိန်၌ရခင်အိမ်တွင်မဟုတ်တော့ချိန်အင်ကိုထိုးရောင်းကအကျွေးတွေဆိုင်ရသည်အိမ်ဘေး၌မြေကွက်လက်ကလေးခြံလျက်အင်္ဂလိပ်တစ်လုံးစောင့်နေကြသည်ကလေးနှစ်ယောက်နှုတ်ဘူးစရိတ်မချမ်းမာသည့်စရိတ်မသားတော့ကကုံကြခဲ့သည့်စရိတ်ထွေထွေဖြင့်အကျွေးတွေနေနေသည်ကျွေးပူလာပြီးမောင်မြောင်မှအိမ်ကြီးကိုမယောင်းချင်ရောင်းချင်ဖြင့်ရောင်းလိုက်ရကအကျွေးချင်အောင်ဆက်လိုက်ရသည်အိမ်ပြောင်းနေကြပြီးကလေးကမောင်မြောင်မှတစတစပြောင်းလဲနေသည်အိမ်တွင်ရွှင်ရွှင်ပြပြရီရီမောမောနေတယ်လို့မရှိရုံးကပြန်လာလေသူ့မျက်နှာမှာအုံနေသောမိုးကဲ့သို့မှုံငင်းနေကတော်တော်လန့်လန့်အမှုရာမျိုးမရှိဘဲလေးကွင်းနေလေသည်ညီ့ကိုငါမွေးထားတော့ငါဒီလိုမဟုတ်ပါဘူးအခုများဖြင့်ညီးကြည့်ရတာတနေ့ထက်တနေ့အယုတ်ကြီးလိုပဲမလုပ်ဘူးကိုလင်ပြန်လာရင်လေစကားစမြည်ပြောလို့ဆိုလို့မဟုတ်ဘူးအဆာဆာရရငါကြီးပဲပြောဆိုနေရတယ်မတုံမလုံနဲ့ညီးကြည့်ရတာအားမရလိုက်တာအေးမအေးလာသည်အမေဘာပြောပြောသူ့အချိုးကိုမပြင်မဲနေလေသည်ကလေးတောင်ဝင်အိမ်တောင်ဝင်နဲ့မိုးလွင်းကမိုးချုံအလုံများနေရတဲ့ဖြင့်လင်းနဲ့ထိုင်စကားပြောနေဖို့ရာစိတ်ကူးတဲ့နိုင်ပုံမလားအိမ်နောက်သက်တရှောင်းလုံးသူပြောစရာစကားမရှိသလောက်နေလေသည်ဒေါ်သိမ့်မိမှာမိုးလင်းရင်စီးသွားထမင်းဝိုက်ချက်ကလေးထိန်အိမ်ကြီးစသောအလုံများဖြင့်တမတ်ကြီးတောင်တမတ်ပျော်ရွှင်အောင်စကားတိုင်ပြောရသောဝတ္တရားကိုပါဂယုဆိုင်ရပြန်လေသည်သူစကားမပြောရင်လင်မယားနှစ်ယောက်နှုတ်ဆက်နေပြီးအားမရတိုင်းသူကြီးပဲရှေ့ကကြောင်းမှရှေ့ကပြောမှစကားပြောကြသည့်အခြေအနေမျိုးသို့ရောက်နေလေ၏ဒေါ်သိမ့်မိသည်သမီးကိုကြားလေအားမရလေဖြစ်မိတော့သည်ညီနဲ့အိမ်ကလေး၃ယောက်ရှိသေးတယ်တကယ်တည်းမှပဲတနခါတော့မလိမ့်တော့ဘူးညီကြည့်ရတာအမေကိုကြီးကြာနေတာပဲအော်အမေကလည်းဘယ်မှများအချိန်ရှိသလဲလိမ့်လေလိမ့်မနေကျင်တော့ပါဘူးကလေး၃ယောက်နဲ့ကိုစိတ်ကုန်ပါတယ်ဒေါ်သိမ့်မိသည်ဖင်မနိုင်ကောင်းမနိုင်တားသိမ့်မိဖြစ်နေသောသမီးကိုကြီးကစိတ်ဆင်းရဲနေလေသည်ညီအဖေနဲ့ကျုံနဲ့ကွဲတာညီကုတို့ပဲလို့မရင်လားညီကလေးတွေနဲ့ညီနေပုံထိုင်ပုံနဲ့လူမွေးပြောင်မှမဟုတ်ပါဘူးမဟီလာမှာသူ့မိစကားပြောတိုင်းသူ့အဖေကြောင့်ပါတတ်တဲ့ဖြင့်စိတ်လက်မချမ်းမသာပို့ဖြစ်ရသည်သူ့အတွက်ကြောင့်အဖေနဲ့မေကွဲရသည်ဟုကြိတ်မြုံလျက်စိတ်ဆင်းရဲနေလေသည်ဖခင်ကြောင့်စကားဆက်မိလို့မှမပြောမိအောင်ရှောင်နေကစကားနည်းနိုင်သမျှနည်းအောင်နေသည်မဟီလာစကားနည်းတယ်လို့ပင်မောင်မြောင်မှအိမ်ပြန်လာရင်ငုတ်တုတ်ကြည့်နေတော့သည်တခါတရံနေဝင်မိုးချုံမှပြန်လာ၏မောင်မြောင်ဘာဖြစ်လို့နောက်ကျနေတယ်လဲလို့သူ့မိကသူ့ကိုမေးကြည့်သည်အမေမေးမကြည့်ဘူးလားကျမမေးမကြည့်ဘူးလို့ပြောလိုက်သည်တပတ်တစ်ခါလောက်အိမ်သို့နောက်ကျပြန်လာနေရမှတပတ်နှစ်ခါသုံးခါလောက်နောက်ကျမှပြန်လာတော့ခါ၌ဒေါ်သိမ့်မိသည်သူကအရင်မမေးတော့ပဲသူသမီးမတဆင်မေးမြန်းကြည့်သည်မသိဘူးမေရဲ့မေးမကြည့်ဘူးဒေါ်သိမ့်မိသည်မေးစမ်းကြည့်အောင်တွေးထိုးပေးသည်အိမ်ပြန်နောက်ကျသည့်ကိစ္စနှင့်ပတ်သက်၍တွတ်တွတ်နဲ့သမီးကိုမန်လိုက်မဲလိုက်နဲ့ပဲမေးခိုင်းနေ၏မောင်မြောင်ဦး၏အရေးချေမှာတနေ့ထက်တနေ့မူပြောင်းနေလေသည်ကဲညီမေးမလားကြုံမေးရမလားပြောစမ်းမအောင်ည9 နာရီ10 နာရီမှပြန်နေတာကျုပ်ကညတိုင်းကြီးမေးနေရတော့ကောင်းမလားမဟီလာသည်တုတ်တုံမြမလုပ်ပဲသူ့လူကိုသူလုံနေချေသည်သူ့မျက်နှာမှာအသက်ကင်းမနေသောမျက်နှာကဲ့သို့ဘယ်အရေးရောင်းမှမပြပဲတည်နေလေ၏ငါပေါ်ဆက်ဆံတာတော့အရင်တိုင်းပဲညီပေါ်ဆက်ဆံတာညီစိတ်တဲ့အရင်နဲ့တူတယ်လို့ထင်ရလားဒေါ်သိမ့်မိမှာစိတ်ပူစွာမင်းနေချင်းလျက်ဘာမှပြန်မပြော၍ခက်ငေါငေါထပ်မိလိုက်သည်အရင်လိုပါပဲမေရဲ့မဟီလာသည်အလုတ်ရှောင်၍ထသွားလေသည်
ဒေါ်သိမ့်မိမှာအာမလို့အာမရမချင်မရဲဖြင့်မျက်မှောင်ကျုပ်ကအန်သာကျိတ်နေလေသည်မအီလာနေနိုင်တော့လဲဒေါ်သိမ့်မိမှာမနေနိုင်ချေခါတိုင်းလိုစီမေးရမှလဲခါတိုင်းလိုမဟုတ်ပဲမူပြတ်နေ၍သူကနေရှိသူ၏မိရန်တနေ့ထက်တနေ့ခံနေသည်ပထမတွင်မတိကျအောင်စောင့်နေ၏ထို့နောက်3ခါလောက်ရှိလျှင်တစ်ခါလောက်မေးကြည့်သည်ရုပ်ရှင်ကြည့်သည်စာပတ်အသင်သွားသည်ဟုသောဖြေနှစ်ခုကိုတစ်ခုပြီးတစ်ခုတလဲစီဖြေလေသည်မေးရတာပင်ခက်လာလေသည်မောင်မြောက်သည်ည10 နာရီကနေတခါတရံတစ်ချက်နှစ်ချက်မှပြန်လာလေသည်ဒေါ်သိမ့်မိသည်အိမ်ရထဲ၌အိတ်ချင်အောင်စောင့်နေကမြုံနားထောင်နေသည်မအီလာသည်တကားထောက်ဖွင့်ပြီးကဘာမှမပြောဘဲအိတ်ခမ်းထဲသို့ဝင်သွားလေသည်မောင်မြောက်သည်ထမင်းစပွဲ၌ထိုင်ကထမင်းစားပြီးနောက်အိမ်ထဲသို့ဝင်သွားကတကားပိတ်တန်ကြားသည်ဒေါ်သိမ့်မိသည်တစ်ချိန်လုံးနားဆိုင်နေလျက်တကားပိတ်တန်ကြားရတော့မှဟင်ကနေတပ်ပြင်းကြီးချကအိတ်တော်လေ၏ဒီလိုနဲ့ပင်ရက်တင်လာနေကြာညောင်းလာ၏သမီးကိုကဲခတ်သည်အမျိုးမျိုးကြိတ်မိသည်မအီလာသည်ဘလို့မေမေမလုပ်ဖဲနေ၏မေးပန်များလာလေအရင်တိုင်းမှာပဲအမေရဲ့ဟုပြောကမူမပြတ်မတုံမလှုပ်ချီလုံနေလေသည်မအီလာမှာမူမပြတ်တော့လေမောင်မြောင်မူပြတ်နေသည်မှာအထင်ရှားဖြစ်နေသည်ရှေးကပါဇက်ဖျားတွင်တာတာဟုတီးနေခဲ့သောစကလုံးတို့သည်တဆဆဆဲသွားချေပြီးရောက်ခမနှင့်ကြာရှည်မျက်နှာချင်းမဆိုင်ရဲတယ်လို့ရှောင်ဖဲဖဲလုံနေသောမူဟန်များမှာတိတာထင်ရှားလာလေသည်အိမ်ပြန်နောက်ကြသည့်ကိစ္စသည်အမေရခန့်အတွေ့ရခက်ကဒေါ်သိမ့်မိရှင်နေ၌မတင်မကြကြီးဖြစ်နေတော့သည်လာကထုံလာလင်တပြားမကြံပြတ်အပ်သည်ဖြင့်တောင်တောင်အီလည်းမတွေ့ရခြင်းဘာများစိတ်တိုင်းမချလို့လဲဟုအမျိုးမျိုးဖုံဖုံအလိုစမ်းကြည့်ပြန်သည့်တိုင်ထူးခြားချက်မရှိရုပ်ရှင်ကြည့်နေ၍စာပတ်အသင်းသွားနေရဟုသောဖြစ်ဖြင့်အိမ်ပြန်နောက်ကျသောရက်တင်လတွေသာကုန်လာခဲ့ကတွန့်နေကလေးကိုဝင်ရှိလာလေသည်ဒေါ်သိမ့်မိသည်သမီးကဘာမှမလုပ်သဖြင့်မောင်မြောင်အိမ်ပြန်နောက်ကျသောကိစ္စမှာရက်ကြတော့လဲယူသွားလေသည်အမှန်စင်စင်တမတ်ပင်အားကိုးရန်ရှိတော့သည်ပစ္စည်းခွဲဝေပေးမည်ဟုဦးအေးမောင်ကပြောတာပြောလျက်ပစ္စည်းခွဲဝေခန်းသို့မရှောင်နိုင်ပဲသမီးအိမ်ထောင်နှင့်လုံးလေချလေလိုက်နေကမော်လမြိုင်သို့မသွားနိုင်ခြင်းရုတ်တရက်မော်လမြိုင်သွားရန်ရှက်နေ၏ပစ္စည်းဘာလို့ဖို့တော့ဟုစိတ်အားတင်းကဦးအေးမောင်ပေါ်၌အခဲမကြေနိုင်အောင်ဖြစ်နေတော့ပင်တမတ်ကကြီးကြီးပြူပြူရှိနေသားပဲလို့တမတ်နှင့်လှည့်ဖြေကနေရသည်ဒေါ်သိမ့်မိသည်ဦးအေးမောင်အကြောင်းကိုမတွေးမိအောင်စိတ်ကိုတတ်နိုင်သမျှချုပ်ထားသည်မော်လမြိုင်ကအတိများမြင်လင်ဝေးဝေးကကိုရှောင်သည်ဈေးသွားဈေးပြန်ခေါင်းငိုက်ဆိုင်ဖြင့်ခတ်တုတ်တုတ်သွားပြန်နေစဉ်တနေ့တွင်မော်လမြိုင်မှမိတ်ဆွေတို့၏သားကဈေးထဲ၌ဈေးဝယ်နေတော့ပခုံးလာကိုင်နှုတ်ဆက်သည်ဟင်မောင်ထွန်းမလားမင်းရန်ကုန်မှာအလုပ်လုပ်တယ်ဆိုတို့အိမ်တော်မလာဘူးမောင်ထွန်းသည်မျက်နှာပြက်ပြက်ဖြင့်ပြုံးနေသည်မောင်မြောင်ရုံးကိုမင်းတစ်ခါတလေရောက်တယ်ဆိုငါလည်းမောင်မြောင်ပြောမှမင်းဒီမှာရှိမှန်းသိတယ်ဘာဖြစ်လို့အိမ်မလာတလဲကွမောင်ထွန်းသည်လွဲကိုဝေရန်လျက်ပြုံးစစ်စစ်လုံနေကဒေါ်သိမ့်မိကိုမကြည့်ပဲဈေးတန်းကြီးကိုငေးကြည့်လျက်ဆက်ပြောလိုက်သည်မလာတော့တာကြီးကြီးရကျွန်တော်သူတို့ကြားထဲရှုပ်တယ်ဖြစ်မစိုးလို့ပါကြီးကြီးတမန်ချောင်းကြီးကြီးသိတယ်မဟုတ်လားဒေါ်သိမ့်မိ၏ကောင်းသည်ပူဝင်သွားကမျက်တောင်များတဖြည်းဖြည်းခက်လျက်မောင်ထွန်းစကားမဆုံးမီဝင်ပြောလေသည်နေစမ်းမအောင်ကွနေစမ်းမအောင်မောင်မြောင်ဦးကြောင့်မင်းသိသလားမင်းသိတာကြပြီလားဒေါ်သိမ့်မိသည်တိချင်ချင်းဖြင့်မြန်မြန်ပြောအောင်အင်လိုက်သည်ငယ်ရိတ်သွေးရောင်လာကမူးဝဲဝဲဖြစ်လာလျက်ရင်ဒီပန်းဒီတုံလာလေသည်ဒေါ်သိမ့်မိသည်မိုက်ကနေဖြစ်သွားလေ၏လမ်းပေါ်၌လဲမသွားအောင်ကြိုးစား၍တတိကြက်ကြက်ထားကမှုန်ထူပြောလိုက်သည်သူ့ဟာမကဘဲကလေကွကြီးကြီးမသိသေးဘူးလားသူ့ယုံကစေးမှာပဲအရင်ယောက်ျားနဲ့꿰ပြီးသူနဲ့တခါညားနေတာသူတို့ရတဲ့ကလေးပဲကြီးလာပြီဒီမိန်းမကတိတ်ဖြူစုကောင်းတာပဲကြီးကြီးတမတ်ကိုတိတ်ယူရတာပဲကလေးရှိပေမဲ့ပတ်စံတပြားမှမရှိဘူးသူကအကုန်ခံလိုက်သေးတဲ့ဒေါ်သိမ့်မိသည်ခေါင်းကိုဆက်ဆက်ငိမ့်ပြလဲအသေးသေးစိတ်နာသွားကဘာပြောရမှန်းမသိကြတီးချင်အောင်ဆောင်းကဖြန့်တန်းမင်းနေသောမျက်နှာပေးကိုမပြောင်းမိအောင်အိမ်ဒီဆင်နေရသည်တိတ်အပြုတ်ကောင်းနေတိတ်ယူရတယ်ဆိုသဖြင့်သူ့ရင်တဲ၌လှုပ်ရှားနေကနှလုံးကိုလေရိုက်နေသဖြင့်မူးမလဲအောင်ကြက်ကြက်တတိထားနေရသည်ဒေါ်သိမ့်မိသည်မောင်ထုံးကိုဘလို့ပြန်နှုတ်ဆက်လိုက်မှန်းပင်မသိဝဲစရာချမ်းစရာကြံနာလေးလည်းမမှတ်မိ
ဘာမှတတိမရပဲကြက်မွန်နေကသူ့ခြေထောက်မှာအိမ်ဘက်သို့ခတ်တုတ်တုတ်လန့်နေတော့သည်မိဖို့ထဲ၌မတ်အေးလာသည်မျက်ရည်မကြောင်စိတ်ကိုခိုင်ခိုင်ကြီးထားလျက်သူ့ကောင်းကိုငုံထားသည်ညီသိရမယ်ညီမသိဘူးဆိုတော့မဟုတ်ဘူးမတ်အေးလာသည်ဈေးကအပြန်အလော30စစ်စင်းမင်းမြန်းနေသောအမေကိုမသိပါဘူးကွယ်လို့ညင်းဆိုလေသည်တော်နေဆိုမှရောင်းမှမျက်စိထွက်တယ်ရိုးမလို့လို့နဲ့အာကအကောင်အချိန်မတော်ပြန်နေကြတဲ့ကခြေလန်းပြတ်ပါတယ်လို့ငါပြောနေတာအရင်အတိုင်းမှာပဲဆိုကဲဘဲနဲ့လေဟိုမှာလေကလေးတယောက်နေတဲ့ညီသိရဲ့လားဒေါ်သိမ့်မိသည်တူတူတိတ်တိတ်စစ်နေရမှအတန်ကျင်လာသည်မအေးလာမှမောင်မြောင်နိုးသွားလေမကောင်းပါဆို၍စကားရှင်းရှင်းမပြောဘဲဘူးခံနေတော့လေအချိန်ဒီမှာစိုးလာလေကသူ့အမေပါဇက်ကိုဘလို့ပိတ်ရမှန်းမသိအောင်အကြံရကြက်နေလေသည်အမေရဲ့တူတူပြောပါအောင်မေဒါမျိုးကြိုင်ငါကမတူခုနတန်ဟဲ့မှာညီသိသလားမသိဘူးလားမှန်မှန်ပြောစမ်းမအေးလာမှမျက်နှာသေးလေးဖြင့်မလှုပ်ဖဲနေ၏ငါမေးနေတာမထုံတတင်းနဲ့ဘာလဲဒေါ်သိမ့်မိ၏တမ်းမှာအခန်းထဲမှာကြားလာအောင်မအေးလာမှရင်ငုံမနေနိုင်တော့ပဲတိုးတိတ်သောလေတံလေးဖြင့်ပြောလေသည်သူပြောလို့သိတာမေရဲ့ဘယ်နဲ့လှုပ်တော့မလဲဟိုမှာလဲကလေးရှိနေပြီဆိုတော့အောင်မလေးလူချင်းသာလဲလိုက်ခြင်းနဲ့မအေးသမီးမအေးလို့လာမလားမှတ်ပါနဲ့ဂျင်းစိတ်နဲ့မိတ်တလင်းသူချင်းမကိုချင်းပဲငါဒါမျိုးများဆိုရင်တရက်မပေါဘူးမအေးလာသည်ပြောချင်ဟာပြောပါစေဟုငုံနေလေသည်သူ့မိကသူ့ဖေကိုမာနထောင်နိုင်တော်လဲအမေရင်အဖေရင်ပြန်နေစရာမရှိတော့သူ့ဘဝမှာမာနမထောင်နိုင်သဖြင့်ကလေးတွေနဲ့ဖြစ်သမျှစင်းခံမှုသာရှိသည်ဟုတွက်ထားပြီးဖြစ်သည်ဒေါ်သိမ့်မိသည်သမီးကမတုံမလုတ်ဖြစ်နေသဖြင့်ပုံမုံရိပ်ဒေါသထွက်လာကမျက်စီထဲဘာမှမမြင်ပဲတမတ်ကိုဓာတ်နဲ့သာအပိုင်းပိုင်းခုတ်ဆင်းပြစ်ချင်သလောက်စိတ်ထွက်နေလေသည်ညီကိုခလေးရမှပြောတာဘယ်တော့မှညားနေတယ်လေတဲ့ပြောစမ်းကျမမီးရဲ့ကြိုးပြီးမမာနေတော့ကအဲ့ဒီမိန်းမနဲ့စဖြစ်မိတယ်တဲ့အမလေးမွေးတော့ကအမေရဲ့အမရဲ့အေးဘာကိစ္စညီဖုံးတာတယ်လေပြောစမ်းမအေးလာမှဒီလောက်နဲ့ပြီးလိုက်ခြင်းသည်မပြောမချင်းရှင်းနေမှကြောင့်အုံ့ဆိုင်ဆိုင်အတန်ဖြင့်ဖြစ်နေရသည်အမေလည်းဖေနဲ့ကွဲလာတော့ကျမမပြောချင်တာနဲ့မပြောတာပါအမေရဲ့မအေးလာအတန်မှာတုန်နေလေ၏ဒေါ်သိမ့်မိမှငိုင်းသွားလေသည်ငိုင်းနေရမှမချေမချမ်းတန်ကြီးထွက်လာပြန်သည်ညီကိုပြောတော့သူတို့ခလေးရပြီးမှပြောသလားမရခင်ပြောသလားမရခင်ပဲပြောပါလေဒါနဲ့များတယောက်ပြီးတယောက်ကလေးမွေးနေရသလားဟင်ဒေါ်သိမ့်မိသည်ဆက်ဆုပ်ရွံရှာသောမျက်နှာထားနှင့်အော်ဂလီဆန်တလူပြောလိုက်ပြီးပြော၍မဲ့နေသည်မဟီလာသည်ရင်ထဲ၌တလိမ့်လိမ့်တက်လာလျက်လှိုင်းခွနေတော့လေမျက်ရည်မကြောင်စိတ်ကိုခိုင်ခိုင်ကြီးတင်းထားလေသည်သူ့အမေခြေရနင်းရန်သူ့စိတ်ထဲ၌မရှိပဲသူ့အမေခြေရမနင်းရန်သူ့စိတ်ကိုပိုင်းပိုင်းကြီးဆုံးဖြတ်ထားခဲ့သည့်အတိုင်းသူ့အမေကဆဲဆဲဆူဆူခံဖို့တောင်ရှိတော်သည်ဟုအောင်မိသည်ဒေါ်သိမ့်မိသည်ထိုနေ့ကစ၍မောင်မြောင်ကိုစကားလုံးလုံးမပြောတော့ပေသူ့စိတ်ထဲ၌သမီးနှင့်တမတ်ကိုအချင်းချင်းခွဲကြည့်နေသည်သူတို့လင်မယားခွဲပြီးသူတို့သားမိကိုသူကဈေးရောက်ကျွေးရန်အခါမလက်စဉ်းစားစိတ်ကူးလဲကြည့်သည်စဉ်းစားစိတ်ကူးနေကမော်လမြိုင်၌မီးလောင်သောတည်င်းကိုကြားသည်အင်ကြီးရောပွဲရုံမှမိတယ်ပါသွားသည်ဟုကြားသည်ဒေါ်သိမ့်မိစဉ်းစားစိတ်ကူးနေသောကြံလုံးဖန်လုံးတို့မှာရောက်တဲ့ကိုင်းလို့တလို့ဖြစ်သွားလေသည်မော်လမြိုင်ကျောင်းကိုထိတ်၍များမစဉ်းစားခြင်းတော့ပေဦးအေးမောင်ကိုတေတနူအောင်းမိထားလိုက်သည်မော်လမြိုင်ကျောင်းကိုဖျောက်ရရနိုင်တော့လေတမန်အကျောင်းမှာဖျောက်ရမရပဲမျက်စိရှိမောင်၌နေ့စဉ်နဲ့မျှစိတ်ဆင်းရဲလျက်အကုသို့ဖြစ်နေလေသည်ဒေါ်သိမ့်မိစကားမပြောကြတဲ့ကမောင်မြောင်ဦးမှာသူ့ကြောင့်တည်သွားပြီဟုရှန့်တက်တန့်ဖြစ်သွားသည်ရောက်ခမကိုမျက်နှာပူပူဖြင့်ရုံးပိတ်သည့်နေ့တွင်အိမ်မမနေခြင်းတော့ပဲမိုးလင်းတာနှင့်ထွက်နေသည်ညနေတကောင်မှပြန်နေ၏အိမ်နီလင်မယားကလည်းစကားနဲ့ရောက်ခမကလည်းစကားမပြောအပါတို့အမာတို့နဲ့သာစကားပြောနေရသည်သားသမီးတွေနဲ့စော်ကစားနေတယ်လို့ဖော်လုံနေလေကအချိန်ကြလင်ထွက်သွားလေသည်ဦးအေးမောင်နဲ့ကွဲလာခဲ့စဉ်ကတမတ်ကိုရှက်ရှက်ဖြင့်အတော်ကြာကြာဖုံးပြတာပြီးအတန်ကြာမှဖွင့်ပြောပြသည့်အခါ၌မောင်မြောင်သည်ချိုတီခါသည်ဘာမှဝင်မပြောပဲစိတ်ငြိမ်စွာနားထောင်ရနေသည်အဖေတယောက်လုံးဖြစ်နေ၍စိုးသည်ကောင်းသည်ဘာမှမပြောဘဲနေတာပဲလို့ထင်မှတ်မိခဲ့သည်တမန်အကြောင်းသိရတော့မှအတူတူနဲ့အနူနူမို့မြုံနေတာပဲဟုယခုမှစမြုပ်ပြန်က
တမတ်ကွင်ရတွင်စက်မိတိုင်းဆဲဆူနေလေသည်မအေးလာသည်သူ့မိဘလို့ဆဲဆဲမကြားသလိုလုံနေသည်သူလင်ဘဲချင်းပြန်တကားဖွင့်ပေးလိုက်သည်ဘဲအခါချစ်သူ့မျက်နှာသည်ပြုံးသည့်ရှိသည်မရှိမျက်နှာမှာအဆင်တစ်ဖြင့်မျက်နှာသည်ကလေးနှင့်ဖြစ်နေသည်အင်္ဂလိပ်ထဲတွင်အမေနှင့်ခက်လန်လန်သို့မဟုတ်လင်သားနှင့်ခက်လန်လန်နေရာမျိုးကိုရွှေကအလုံးနဲ့လက်မပြတ်ပဲခက်ကုတ်ခက်ဆောင်လုံနေတတ်သည်သမီးကဘာမှမဖြစ်ပုံမပြပဲမှန်ကြီးသူ့အချိုးတိုင်းတွေ့နေရမြင်နေရလေဒေါ်သိမ့်မိမှာမျက်ရည်တကြတဲ့ကြနေလေဖြစ်နေသည်ကြားသည့်ကစားဒေါသလိုမထိန်နိုင်မေပောက်ကွဲသွားပြီးနောက်ရင်ထဲ၌တမြင့်မြင့်ဆွေးချီတလဲရင်ထဲ၌တမြိုက်မြိုက်လောင်ကြီးတလဲဖြင့်တနေ့ထက်တနေ့ရင်ထဲ၌မချမ်းသာကပိန်ချုံကျသွားလေသည်မအီလာသည်အိမ်ထဲတွင်ဆက်ရုပ်ကဲ့သို့မူမပြန်အချိန်ရှိနေသည်၍သူ့ရှိန်နှင့်သူလဲနေလေကအပြင်တွင်ကလေးလေးယောက်လေးပတ်တွားတဲ့ဝန်ဒေပရိသတ်တွေရှိနေကြအတိုင်းပဲကလေး9ယောက်မွေးခဲ့ပြီးနောက်ယခုလဲပူတူးမလေးလေးပတ်ထောက်သည့်အခါတွင်ကိုဝင်ကြီးနှင့်ခြေတော်များဖောရောင်တွေကတလားလောက်အိမ်ရတဲ့လဲနေခြင်းဖြစ်သည်တကောင်ကျော်သွားလေပင်အပြင်ဘက်တွင်ပြင်းထန်စွာလေးတိုင်းနေသည်လေတံတဲတွင်မိုးပေါက်ပါပေါင်းလာလေသည်မကြမီမိုးရီတို့ဒီတကားကိုတပြန်းပြန်းလာရိုက်နေကြသည်ဒေါ်သိမ့်မိသည်အပြင်ဘက်မှမိုးတန်လေတံများကိုတတိမထားမိခြင်းသူ့အတွင်းနှင့်သူနောက်ကျောင်းတွေကိုအစမှအဆုံးတိုင်းပြန်ပြောင်းလျက်တစိမ့်စိမ့်တွေးနေတော့မယ်သူ့တွေးတို့ဖြင့်ရင်တွင်း၌လေမုန်တိုင်းကြီးဆင်နေသည်မှာအပြင်ဘက်မှမိုးတန်လေတံထပ်ပင်ပြင်းထန်နေကြသည်ဒေါ်သိမ့်မိသည်တစိမ့်စိမ့်တွေးနေရမှတစိမ့်စိမ့်နာကျင်ခံခက်လာကတဆတ်ဆတ်တုန်နေကြသည်တစ်ချိန်လုံးဒေါသနှင့်မာနသည်သူ့ရင်ထဲ၌ရုံရင်ဆန်ခတ်ဖြစ်နေကြသည်ထိမ့်မရသိမ့်မရပင်မဆင်းရဲဖြစ်နေရှာသည်ဒီဒေါသနှင့်ဒီမာနကိုထိမ့်နိုင်သိမ့်နိုင်မိအရာကိုလည်းသူမတွေးမိကြရင်ထဲ၌ပင်မဆင်းရဲနေသောဒုက္ခကိုငြိမ်ရည်သွားစေနိုင်သောအရာသည်မရှိမဟုတ်ရှိသည်သူပမာသူ၏ချုပ်ရင်းချက်များကိုပြန်လည်တွေးမိမိဆိုလေဒေါသနှင့်မာနသည်သူ့ရင်ထဲမှရွေလျှောဆင်းကတတ်တရာရစီရာရှိပေသည်တို့ရာတွင်ဒေါ်သိမ့်မိသည်သူပမာချုပ်ရင်းခဲ့လေသောချုပ်ရင်းချက်များကိုတစ်စက်မှမတွေးမိကြမျက်မှောက်တွေ့ကြုံခံစားနေရသောလက်ငင်းစိတ်ဒုက္ခကိုဒုက္ခအဝဝတို့သည်ဒေါ်သိမ့်မိ၏ဒေါ်သမီးကိုရဲတထက်ရဲလာစေသည်ချင်းကောင်တွေဝိုင်းခဲထား၍ဒေါ်သိမ့်မိတကူလုံးပူထုနေပြီးအသက်ရွယ်နေမလိုက်တနေ့ကင်းလုံးဖက်ဖက်စာမောပန်းလာခဲ့ပြီးနောက်သကောင်ချင်းသည်အထိမမေ့ရသေးသောဘဝကိုအခါခါနာကြီးနေသောဒေါသတို့သည်မိုးမုံ၍သာနေလေရာအပြင်ဘက်မှတဒုံဒုံထုနေသောအတန်ကိုပင်တတိမပြုနိုင်ချေမိုးတန်တွင်တဒုံဒုံထုနေသောအတန်များသည်နားမခံတောင်စင်ကဲကျေလောင်လာသည်ထိုအခါမှဒေါ်သိမ့်မိသည်တကားကိုလှမ်းကြည့်လိုက်သည်ထားမဖွင့်မဲထားလိုက်ခြင်းသည်အပြင်မှထုနေသောတဒုံဒုံအတန်များသည်စင်ကဲထုနေရမှအဆက်မပြတ်တဒက်ဆက်တည်းထုနေလေရာအင်္ဂလိပ်ပါတိမ့်ခါဝေးနေကြသည်ဒေါ်သိမ့်မိသည်ဘယ်ဘဝရောက်ဖွင့်မပေးဘူးလို့စိတ်ကိုတင်းထားလိုက်သည်စိတ်ကိုတင်းကြည့်လိုက်မှသူ့စိတ်နဲ့သူ့ကိုမဟုတ်သောဘဝကိုပြန်မြင်သဖြင့်တားမရစီမရမျက်ရည်ပေါက်ကြီးများတပေါက်ပြီးတပေါက်ယူစည်းကြလာပြန်သည်ဒေါ်သိမ့်မိသည်မျက်ရည်များတုပ်ပြီးထိုင်နေရမှကျုံ၍ထားသည်မောပန်းသဖြင့်တကားနားတွင်ခဏမိနေရ၏သူ့လက်များမှာတဆက်ဆက်တုံနေလေသည်သူသည်တကားမင်းလုံးကိုကင်ထားလျက်တစ်စက္ကန့်လောက်တွင်သူ့ကောင်းမှချလဲနေသည်မင်းလုံးကိုဆွဲချလိုက်ရန်အလွန်ဝင်လေးခက်ခဲနေကြသည်10မိနစ်လောက်ဝင်လေးခက်ခဲစုံဆိုင်နေပြီးမှတုံချိဖြင့်ဖွင့်လိုက်ရသည်ကြောက်ကနေတကားဖွင့်သွားသောအခါမိုးရီတို့တဲကနေအထဲသို့ဖြန်ကနေတားပတ်စင်ဝင်လာသည်သူရှိ၌မျက်လုံးဝင်းဖြင့်မြင်လိုက်ရသောမောင်များဦး၏မျက်နှာသည်မျက်လုံးထဲ၌လင်မယားချင်းကွဲခဲ့သောညကမျက်လုံးဝင်းနှင့်ဦးအေးမောင်ဖြစ်နေတော့သည်ဟုတ်ကဲ့ပါရှင်ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့ဂျာနေကျော်မမလေးရဲ့တွေးတစိမ့်စိမ့်ဆိုတဲ့ဝတ္ထုလေးကိုအားလုံးပဲနှစ်သက်လိမ့်မယ်လို့ထင်မိပါတယ်နောက်နေ့မှာလည်းခုလိုရတာစာအုပ်ကောင်းများစွာကိုနားဆင်လို့ရဆိုရင်တော့ဝီတို့ရဲ့ Clover Audiobook Channel လေးကို Like and Subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်နားဆင်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်